Amen, amen, amen. Hallelujah. Hello, Minglava. Nikonja Badala. Dini Lara, Piashi, and Dushi Jim Kanza Badala. Gobina Mashide Duo, Dilo Nyaba Beba. 5 low in a pure shalom, lo pure shalom. Shalom, hallelujah, hallelujah. Fiakinama Boji Bas. I love your time, Jaya. Don't yet die, post on Kate Piakin Jiro to be Chimwambare. Piashin the Imadama, Kaumian de Piashin Pite, this she de Pia Pite, Jorogo Te, Chite Dwaja, Nogo Batogo, Selote, Dinogobato, Sang Napido Yaulare, Tatamidi Apomale, the gay Piashin, Ta Yui Tati, the net. William Basilo, Yeshua Mana Sutan Kaunji Pebare. Amen. Shangero Usambi, so you know, take the Amohochino. The Chimes so Chinoda. I am Simure, I am Mida, I am Mida. John Nias alone, Yojichin, Patate, Yadi Pioke. Yojichin machine, Obama Lolo Miaro. Tame Yojichin sheet, so you know, General Akon Lonan. Con Lonan. The near Damalechano Shimpia Viduavi, the gay Yazi Chinebia, the gay Yazi Chine. Yamava. Maya no Nene Jaja, Pimana, Dawabe. Yado no. They may be mano. They may be mano, Mapimano. Mapimano. The Kube Chama Chanta Sobroma, Piobidoma General. Pure de Duria, Torope Manavia, General Apiema Tuatuino, Simcon Machichi Mawu to Miale La Piaro Mapiavane, Lupiole Chividuavi. So trolley Simcon Piara. We just seem to be moody, yoga, ne. The Keno Nigo Monmaro, Jona Marane, or Attache Muiria, Pianuara. Down Generado, John Nigo Monmare, alone, the gay chite, Saint Piopia Chinaro. Jona Mamba Zevia. The John Jona Jojabare, I mean Jona Madware Kama, General, Mapietenare, Machon Tenare, Alumia Loga Image. Ludo Pianide, Dame, Lupia, Joe Manapu, Pido, Wamia Chemishu, Wamia Chemishu. Joro Pia the King, the gay Wamia Chimpation and Piashim Pide. So General Aro, jump by the door, or go Luya Javale. No, General jump by the go, a Luya de Puede. General jump by the by Piola, and a Luya de Puede, Miashile. Mania Zagali, General Nenepiam, no such in there. Dali, which no Nigo Monmari, Nale Dwine, totally mighty. Janzagane Payazaga. Piojo Janzagane Payazaga. Yeah. Janzagane Payazaga. Janzagane Payazagalo, Balo Piora Le Suro. Dayijilo.
ရားလူကဖရားစကားပြောတယ်ကျမ်းတက်ပုဂ္ဂိုလ်တွေကကျမ်းစာတွေနဲ့ထောက်ပြတတ်တယ်ဒါမဲ့တကယ်တည်ရေးရှင်ရေးမှာကျမ်းစာတွေအများကြီးတည်ပြီးတော့အလုံးမဖြစ်တဲ့အဖွဲ့တွေအများကြီးရှိတယ်တကယ်ရှိတယ်မနှက်ဖြန်တော့မစိုးရိမ်နဲ့ဆိုတဲ့စကားကခရိယန်တော်တော်များများရတယ်ဘယ်ကလေးရတယ်တိလား Sunday school ကလေးရတယ် Sunday school မှာတွားပြီးတော့တက်ကြရမနှက်ဖြန်တော့မစိုးရိမ်နဲ့တချင်းလေးပါဆိုလိုက်တယ် Don't worry about tomorrow ဘာညာဘောနော်တို့ Sunday school မှာဆိုခဲ့တယ်မနှက်ဖြန်တော့မစိုးရိမ်နဲ့နှက်ဖြန်တော့မစိုးရိမ်နဲ့ဒါမဲ့ခရိယန်တွေစိုးရိမ်နေရတာပဲလေမိသားစုကိစ္စလားငွေရေးကြေးကိစ္စလားဘာကိစ္စလဲယောဂနဲ့လားစိုးရိမ်ချင်းနေနေပဲကျွန်တော်သွားရတယ်ဒါမဲ့ဖယားကမစိုးရိမ်နဲ့လို့ပြောပေမဲ့ကျွန်တော်တို့ဘာလို့စိုးရိမ်တာလဲဆိုတော့ကျွန်တော်တို့ဖယားကိုမယုံလို့လေစဉ်းစားကြည့်ညီကိုမောင်မတို့ဖယားကိုယ်တိုင်ကဥမာဗျာဟိုတထေးကြီးတယောက်ကသူတာဝန်ယူနိုင်တဲ့တထေးကြီးတယောက်ကမစိုးရင်လည်းဟောငါအကုန်တာဝန်ယူပေးမယ်ဆိုရင်တင်မစိုးရင်တော့ဘာလို့ तू တတ်နိုင်တာကို तू ကသိလို့လေတင်ရသိလို့လေဆိုတော့ဟုတ်ပြီကျွန်တော်တို့ဖယားကမမြင်ရပါဘူးဖယားကမမြင်ရပါဘူးဒါပေမဲ့ရှိတယ်ဆိုတာတော့သိအောင်ဖယားကတတ်တည်ထူခြင်းနဲ့ဖယားလည်းဖြစ်တယ်အာမင်ဖယားကတော့မမြင်ရပေမဲ့သူရှိတယ်ဆိုတာကိုတတ်တည်ထူခြင်းနဲ့ဖယားဖြစ်တယ်ဒါကြောင့်ဒီဖယားကငါ့ကိုခေါ်လို့ပြောတယ်ငါ့ကိုခေါ်တဲ့โอเคတခုတော့ရှိတယ်ညီကိုမောင်မတို့နုနေတဲ့ခရိယန်ခေါ်တဲ့အချိန်မှာဖယားထူးပင်မဲ့ခရိယန်တတ်တာမှာတော်တော်လေးရင့်ကျက်လာပြီဆိုရင်တော့မခေါ်ခိုင်းတော့ဘူးဖယားကဘာလို့ခိုင်းလဲသိလားသူ့ရဲ့စကားပေါ်မှာယက်တီပြီးတော့အသက်ရှင်နေသူဖြစ်စေချင်ပြီသူကဒီ level တက်လှမ်းရတယ်ကျွန်တော်ယုံကြည်သူတွေ level တက်လှမ်းတယ်ဖယားစကားနဲ့အသက်ရှင်တဲ့သူတွေဖြစ်ဖို့ဖယားအလိုတော်ရှိတယ်ကျွန်တော်ညီကိုမောင်မတွေကိုကျွန်တော်ကလေးလေးနက်နက်တွေပြောပြီးတော့တင်တို့ဇာတေးဗလာတကယ်ကိုကျန်းစာကျွမ်းနေတော့ပြောပြီးပြန်သွားလို့တင်ဘာမှမထူကျွန်တော်လည်းလာရတာမထူတင်လည်းလာခဲ့တာအချိန်ပေးပြီးတော့လာရတယ်ပြန်ရင်လည်းပဲဘတ်စကားမရှိရင်ဒုက္ခဒီဇာတေးဗလာလဲဟောတာရှေတော့မကားရငှားတာအဆင်မပြေဘူးအရေးထဲမှာ grab နဲ့သွားရင်ဥမာရဲရဖမ်းချင်သေးတာရှိသေးတယ်ဒီလိုပြဿနာတွေထဲကနေအစာငတ်ပြီးတော့လာတဲ့တင်တို့တွေအောင်ကိုအောင်မြင်ရမယ်ဆိုတာပြောချင်တယ်ပြီးတော့အောင်မြင်ခြင်းတစ်ခုပဲမဟုတ်ဘူးညီကိုမောင်မတို့လောကမှာဖယားသခင်နဲ့တွာလာရတာလောက်ကောင်းတာဘာမှမရှိဘူးကွာဆိုတော့သူများကိုပြန်တက်တည်ထူနိုင်တဲ့သူတွေဖြစ်တဲ့အထီးတင်တို့ကိုဖယားကောင်းကြီးပေးပါစေတင်တို့လွယ်ကူကူနဲ့ဒီမှာနေရတာမဟုတ်ဘူးဆိုတာကျွန်တော်သိပါတယ်အများစုပေါ့ဗျာအနည်းစုကတော့နည်းနည်းအဆင်ပြေတာတွေတော့ရှိမှာပါဒါပေမဲ့ကျွန်တော်ပြောပြချင်တယ်ဗျာသတင်းကောင်းပေါ့ဗျာသတင်းကောင်းပေါ့ဘယ်လိုအခြေအနေတွေမကောင်းပါစေဖယားကောင်းတယ်ဆိုတာတော့တင်တို့သိဖို့ဖယားအလိုတော်ရှိပါတယ်အခြေအနေမကောင်းပါဘူးမြန်မာပြည်မှာစင်မပြေလို့ဒီကိုထွက်လာတယ်ဒီမှာလဲတိတ်အဆင်ပြေတာလဲမဟုတ်ပါဘူးဒီကနေပြီးတော့အမေရိကကိုမျောလင်းနေတဲ့အချိန်မှာပင်လေအမေရိကမြန်မာပြည်သားတွေပိတ်လိုက်ပြန်တယ်ဆိုတော့မျောလင်းစရာဆိုတာကရှိသေးလားဆိုတော့ရှိပါတယ်ခင်ဗျာလို့ပြောချင်ပါတယ်မျောလင်းစရာတို့ဖယားမှာတကယ်ရှိပါတယ်ဗျာတကယ်ရှိတာပါ
ဒါမဲ့ကျွန်တော်တို့ရဲ့တွေးခေါ်ပုံတွေပြောင်းရမယ်လို့ကျွန်တော်မြန်မာပြည်တပြည်လုံးကိုမပြောနိုင်ပေမဲ့ဖယားသားသမီးယုံကြည်သူတွေကိုတော့ကျွန်တော်ပြောခွင့်ရတဲ့အတွက်ကြောင့်ပြောချင်ပါတယ်ကျွန်တော်တို့တွေးခေါ်ပုံတွေမှားအောင်ကျွန်တော်တို့ပတ်ဝန်းကျင်ကျွန်တော်တို့အတိုင်းဝိုင်းတွေကရိုက်ထည့်ခဲ့ပါတယ်အတွေးတွေအများကြီးမှားခဲ့ပါတယ်ဥပမာဗျာလူဘယ်လိုခေါ်မလဲโอเคကျွန်တော်ဒီဆရာတယောက်ကမကြိုက်ဘူးပေါ့ဗျာဒီဆရာတယောက်ကမကြိုက်ဘူးဘာလို့မကြိုက်လဲဆိုတော့ကျွန်တော်စတိုင်ကိုမကြိုက်တာလည်းဖြစ်မှာပေါ့သူတို့လိုလိုက်မဝစ်လို့လေဖြစ်မှာပေါ့ I don't know လူတွေတော်တော်များများကသူတို့သတ်မှတ်ထားတဲ့ပုံစံထဲမှာတင်မရှိရင်တင်ကိုမကြိုက်တော့ဘူးဒါပေမဲ့အောင်မြင်တဲ့သူကလည်းသူများသတ်မှတ်ထားတဲ့ထဲမှာနေစရာအကြောင်းလည်းမရှိဘူးအမေရိကမှာဆရာနဲ့တွားတော့မြန်မာစကားလဲတိတ်နားမလဲပဲနဲ့အဲ့ကလေးကတက္ကသိုလ်ကျောင်းသူလေးချင်းလူမျိုးလေးအဲ့ကလေးမလေးကဆရာဒေးဗစ်လာဘယ်စတိတ်မှာပဲတရားဟောသူလေရင်လက်မှတ်အကုန်ခံလို့လိုက်နားထောင်တယ်ဒါနဲ့သူ့ကိုတတိထားမိတော့ဟဲ့သမီးနီးအင်္ဂလိပ်လိုလဲဗမာလိုလဲအရင်မတက်ပဲနဲ့ဘာဖြစ်လို့ဆရာတရားဟောချက်လိုက်နားထောင်တာလဲကျွန်မကောင်းကြီးဖြစ်တယ်လေဒါရင်သာမကဘူးအင်္ဂလိပ်လိုသူပြောတာပေါ့နော် I'm so blessed by your sermon not only that I like the way you think you are thinking out of the box there you're always thinking out of the box တင်ကအမြဲတမ်းဘောင်ထဲမှာတင်ကမစင်စားပဲနဲ့ဆရာကအမြဲတမ်းဘောင်ရဲ့အပြင်ဘက်ကနေစင်စားတယ်ဟုတ်တယ်အဲ့ဒါကိုလည်းဖះကြိုက်တယ်ဘောင်ထဲမှာရှိတာဖះမကြိုက်ဘူးတင်တို့ဘောင်ထဲမှာကြက်ချံလေးခတ်ပြီးတော့ထားတဲ့ဖះမဟုတ်ဘူးဟိုကြက်ချံလေးခတ်ပြီးတော့ကြက်ကလေးတွေထားတယ်လို့ငါကြွေးတာပဲစားငါအဲ့လိုဖះမျိုးမဟုတ်ဘူးတင်ယုံကြည်နိုင်တယ်လို့တဲ့ယုံကြည်တော်သူဖြစ်ရင်ခတ်သိမ်းတော်အမှုကိုတတ်နိုင်တယ်လို့ဖះကပြောလိုက်ပြန်တယ်ဆိုတော့မင်းဒီဘဝရောက်လာမင်းကိုမင်းတတ်မှတ်ထားတာလေလို့ဖះပြောလိုက်တာမင်းဒီလိုအခြေအနေရှိတယ်ဆိုတာမင်းကအဲ့လိုတတ်မှတ်ထားလို့ကျွန်တော်ကဖះမှုတော်မဆောင်ခင်ကလေးကငါကကြွယ်ဝဝချမ်းတာတာနဲ့အမှုတော်ဆောင်မယ်လို့ဆုံးဖြတ်ချက်ချထားပြီးသားအဲ့ဒီအရာကကျွန်တော်ကြွယ်ဝစီတာလေကျွန်တော်ယုံတဲ့တိုင်းကျွန်တော်ကြွယ်ဝတာလေကျွန်တော်အဲ့တော့စင်စင်းရဲနဲ့မှုတော့မဆောင်ဘူးပြီးတော့မှသူများစာအိတ်လေးစားမှစားတဲ့ဘဝမျိုးလဲစာအိတ်လေးပေးရမှစားတဲ့ဘဝမျိုးလဲမလိုချင်ဘူးငါကသူများကိုပြန်ပေးတဲ့သူပဲဖြစ်ရမယ်လို့စာမှုတော့ဆောင်ကြတဲ့ကကျွန်တော်ကဒီတိုင်းပဲဆုံးဖြတ်ချက်ချခဲ့တယ်ဒီတိုင်းပဲကျွန်တော်ကစဉ်းစားခဲ့တယ်စဉ်းစားတဲ့ပုံကမှန်ဖို့အရေးကြီးတယ်ဘာလို့ဆိုတော့သင်စဉ်းစားတဲ့အတိုင်းသင်ယုံတဲ့အတိုင်းသင်ကိုဖခင်လှုပ်ဆောင်ပေးတယ်ဖခင်လေအာမင်ဥမာဆိုပါစို့စနေနေ့ပတ်လုံးသွေးသွနာဆွဲတဲ့အမျိုးသမီးရဗျာ तू ကပြည့်ညက်တရားအရာဆိုဘသူနဲ့မှသွားတို့လို့မရဘူးဗျာဘသူမှသွားထိလို့လည်းမရဘူးတို့လို့လည်းမရတဲ့ကိစ္စဗျာဒါပေမဲ့तू စဉ်းစားတဲ့ပုံကတည်းကစဉ်းစားလို့ရတယ်ငါမှဘာဖြစ်လို့ဒီလိုဘဝမျိုးရောက်ရတာလဲငါမိသားစုထဲမှာငါကြမှာဘာဖြစ်လို့12နှစ်လုံးအနာရောဂါဆွဲရတာလဲသူများ3လနှစ်ပဲငါ12နှစ်ရှိပြီငါတောင့်ခံထားတယ်ဒါမဲ့ငါလဲကြာလာတော့မတောင့်ခံနိုင်တော့ဘူးငါဘဝဘာလို့သူများနဲ့မတူရတာလဲငါတလို့နာတာရှည်ယောဂါဖြစ်တဲ့ကြောင့်ငါမိသားစုကလည်းငါ့ကိုညှိုးညင်းလာပြီငါမိသားစုကလည်းငါ့ကိုမကြည့်ချင်တော့ဘာဖြစ်လို့ why စဉ်းစားတဲ့ပုံကစဉ်းစားတဲ့ပုံပေါ်မူတည်ပြီးမှလူရဲ့ဘဝဘယ်လောက်ကြောက်ရှာကောင်းလဲကြည့် why ဆိုတဲ့မေကွန်တိတ်ထုတ်တဲ့အဖွဲ့တွေကမအောင်မြင်ဘူးငါဘဝဘာဖြစ်လို့ why ဆိုတာသူဆုံးဖြတ်လိုက်တယ်စကလုံးလေးနောက်တစ်လုံးထည့်လိုက်တယ် why not လောကမှာလမ်းမရှိတော့ဘူးဆိုတော့ငါလက်မခံဘူး
လောကမှာဆရာဝန်တွေလမ်းဆုံးပြီးပြောလဲပဲ no လမ်းရှိကိုရှိရမယ်အဲ့ချိန်မှာ तू ကဘသူတည်င်းကြားလဲဆိုတော့ယေရှုတည်င်းကိုကြားတယ်တဲ့ဆိုယေရှုအမြဲတမ်း तू ပြောတဲ့စကားရှိတယ် I am the way I am the truth I am the life လောကမှာမင်းတို့လမ်းမရှိတော့ဘူးလားပြဿနာမရှိဘူးငါကလမ်းမယ်လောကမှာလမ်းမရှိတော့ဘူးဒါကြောင့်အမေရိကပိတ်မလားကြိုက်တဲ့နိုင်ငံပိတ်ဖယားသခင်ဖွင့်ရင်ဘယ်သူမှပိတ်လို့မရဘူးနောက်တစ်ခုလေကျွန်တော်က holy anger ပေါ့ဗျာအဲ့လေစိတ်တော့နည်းနည်းဆိုးတာပေါ့ဒါပေမဲ့တန်ရှင်းသောစိတ်ဆိုးခြင်းပေါ့ဗျာအင်္ဂလိပ်စကားမှာရှိတယ်မြန်မာသားမရှိတာအင်္ဂလိပ်မှာ holy anger ဆိုတာရှိတယ်so holy anger ဘာလဲဆိုတော့အမေရိကမြန်မာပြည်ကိုပိတ်တယ်တဲ့ပိတ်တော့ဘာမှုရမှာလဲလို့ကျွန်တော်ပြောချင်တာပေါ့ဗျာမို့လားသူဘာသာသူအကြောင်းရှိလို့ပိတ်တာပိတ်ပါစေပေါ့သူ့နိုင်ငံကိုဒါသူတော့ပဲလေသူ့နိုင်ငံမှာသူဘာသာပြောလို့ရမှာမို့ရမလားစိတ်ဆိုးလဲသူတိတာမမို့တာဒါဆိုကိုစိတ်ဆိုးတာပဲအဖတ်တင်တယ်ကိုစိတ်ဆိုးအတတ်တုံမယ်လေဘာလို့ဆိုးမလဲမပြောတော့နဲ့ဘာမှဒါမဲ့တခုပဲသူတို့ပိတ်လေအမေရိကသွားမှထမင်းစားရမှာမဟုတ်တာဒီလိုအတွေးခေါ်မျိုးကျွန်တော်တို့ပြန်ထားနိုင်ရမယ်အမေရိကသွားမှမဟုတ်ပါဘူးဖယားသခင်ကတင့်ကို idea လေးတစ်ချက်ပေးတာနဲ့တင် millionaire ဖြစ်သွားနိုင်တယ်လေညီကိုမောင်မတို့ယာဖယားသခင် idea တစ်ချက်ပဲပေးလိုက်ဖယားလုံးလို့ရတာပဲဟိုတလောကကျွန်တော် Tesla နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကျွန်တော်ဖတ်တယ်ပေါ့ဗျာကျွန်တော်လဲလေ့လာတာဝါသနာပါတာဟုတ်ကျမ်းစာကြီးပဲကျွန်တော်မလေ့လာပါဘူးကျွန်တော်ကျမ်းဆရာလည်းမဟုတ်ပါဘူးဆိုကျမ်းစာမလေ့လာကျွန်တော်ကအကုန်လေ့လာတာဒါကျွန်တော်ကျောင်းမှာဆိုကျွန်တော်ကအမြဲတမ်းကျွန်တော်သင်ထားရှိတယ် number 1 spiritually alive ဝိညာဉ်ရမှာရှင်သန်ရမယ် number 2 intellectually alert ကျွန်တော်ကြိုက်တယ်အဲ့ဒါကျွန်တော်ဆရာကြီးOral Roberts ဆရာနေကျွန်တော်ကအဲ့ဒီဟာကြိုက်လို့ကျွန်တော်ယူထားတာကျွန်တော်ကြောင်းပါလဲ number 1 spiritually alive number 2 intellectually alert number 3 physically disciplined အကျော်ကြိုက်ဆိုကျွန်တော်လေ့လာတယ်ကျွန်တော်ဘဝကိုကျွန်တော်ကဟောလို့ခေါ်မလဲကျမ်းစာတွေပဲသိတယ်ကျမ်းစာတော့အကုန်သိတယ်ဒါပေမဲ့လောကအရာဘာမှမသိဘူးဘာအကြောင်းပြောလဲမသိဘူးသူများပတ်စံထည့်ခိုင်းတယ်ထည့်ပြီးတော့ရှုံးသွားတဲ့ဖွဲ့တွေအများကြီးပဲခရိယန်တွေအဲ့ထဲမှာအမှုတော်ဆောင်ပါလိုက်သေးတယ်မရှိမယ်ကွာငါထည့်လိုက်တာပါသွားပြီအဲ့ဖွဲ့တွေရှိတယ်အဲ့ဒါက intellectually မှာ alert မဖြစ်တဲ့အဖွဲ့တွေသူများပြောတိုင်းရှောက်ယုံတဲ့အဖွဲ့တွေသူများပြောတိုင်းရှောက်ယုံလို့မရတယ်လို့သူများပြောတိုင်းလဲတင်းပတ်စံကိုသွားထည့်เสียအကြောင်းလည်းမရှိဘူးတင်းမသိတဲ့အရာကိုသူများပြောယုံနဲ့လှုပ်တဲ့ထဲမှာတင်းမပါစေနဲ့အဲ့ဒါကspiritually alive ဖြစ်ယုံနဲ့မရဘူး intellectually မှာ alert ဖြစ်ရတယ်ဆူတောင်းတာပဲဆရာရဲ့ဆူတောင်းပြီးတော့လှုပ်တာပဲဘာလျှောက်ပြောတာလဲမသိဆူတောင်းပြီးရင်စောင့်လေဖယားအဖြစ်ကိုဆူတောင်းပြီးတိုင်းရှောက်လှုပ်လို့မရဘူးအဲ့ဒါကဖယားကိုသွားပြီးတော့လှုပ်ရမလားလို့မေးတာမဟုတ်ဘူးဖယားကိုလှုပ်ပြီးနော်လို့အတိပေးလိုက်တာဖယားငါတာခဏနေဦးဆို तू မစောင့်နိုင်တော့ဘူး तू ကဖယားရှေ့ကနေကြိုပြေးတာလေမိုးတိမ်ရွှေ့မှရွှေ့ဆိုတော့မိုးတိမ်မရွှေ့သူ तू ကရွှေ့တော့ဘာဖြစ်လဲရောက်ထဲကြတာဗောဒါပါပဲရိုးလေးပဲဖယားကိုအတိတော့မပေးနဲ့လေအတိတော့မပေးနဲ့ဖယားကမေးရတယ်လှုပ်ရမလားမလှုပ်ရဘူးလားလှုပ်ရမလားမလှုပ်ရဘူးလားဆိုမေးတော့ပဲမဖြေတော့လှုပ်လိုက်တယ်မရဘူးနေ့အချိန်ထဲမှာ तू အလုပ်လုပ်တာမဟုတ်ဘူးလို့ကျွန်တော်ရှင်းပြတယ်ကျွန်တော်ကျောင်းသားတွေအကုန်လုံးနေ့အချိန်မှာဖယားကအလုပ်တာမ तू အချိန်နဲ့ तू ကအလုပ်လုပ်တယ်ဖယားကနေတတ်မှတ်ထားတဲ့အချိန်မှာ तू မလုပ်ဘူးလေသူ့ရဲ့အချိန်ထဲမှာနေစောင်းပြီးတော့အလုပ်လုပ်တာဒါကြောင့်ဖယားကစောင်းခိုင်းနေဖယား
wait upon the Lord ဆိုအလကားမဟုတ် we have to wait upon the Lord အားကြောင့်ဟိုဒေါက်တာမိသားစုတစုကရောက်လာပြီးတော့ဆရာရဲ့တပည့်မောက်ဆုံးမပေးပါအောင်နဲ့သူ့ရဲ့ဇနီးတွေကိုလေဆရာအမြဲတမ်းပြောတယ် in his time ဆိုတာဆရာ तू ကအိမ်မှာလေ in her time ပဲဆရာ in his time မို့ဆရာ in her time လေအမြဲတမ်းသူ့အချိန်ထဲမှာပဲဖခင်အကုန်လှုပ်စေခြင်းတယ်ကျွန်တော်ဘာရှောက်လုပ်နေရတယ်ဆရာမဟုတ်ဘူးညီကိုမောင်မတော်ဖခင်ကသူ့အချိန်နဲ့သူလှပစွာလှုပ်တဲ့ဖခင်အာမင်တော့ကျွန်တော်လေ့လာတယ်ဗျာလေ့လာတော့ဘာတွေ့လဲဆိုတော့ Tesla ကားပေါ့ဗျာနော် Tesla ဒီ electric ကားပေါ့နော်ထုတ်တော့မဲ့အချိန်မှာ तू ကအဲ့ဒီကားတစ်ခုလုံးရဲ့အရေးကြီးဆုံးက battery ဗျာ battery အဓိကပဲဆိုတော့ तू ကကားအတွက်အကောင်းဆုံး battery ကို तू ကဘယ်မှာလာပြီးတော့အပ်လဲဆိုတော့တရုတ်ပြည်လာအပ်တယ်ခင်ဗျတရုတ်ပြည်လာအပ်တယ်ဆိုတော့အဲ့ဒီတရုတ်ပြည်မှာအဲ့ဒီ battery အိုးလုံးတဲ့ကား battery ပေါ့နော်ကား battery လုံးတဲ့ तू ကသူ့မှာအမြဲတမ်း dream ရှိတယ် dream မှာဘာလဲဆိုတော့ तू ကကားလုံးချင်တာဒါပေမဲ့သူ့မှာ idea လုံးဝမရှိပေမဲ့ तू အမြဲတမ်းသူ့မှာ dream ရှိတယ် dream ဆိုတာဘာလဲဆိုရည်ရွယ်ချက်ပေါ့ဗျာသူ့မှာတကယ်ရည်ရွယ်ချက်ရှိတယ်အိမ်မမနေတာမဟုတ်ဘူးအိမ်နေနေဖះဘာပေါ်ပြမလဲဆိုတော့ခရစ်တော်ကြွလာတဲ့အထိလဲသင်ဘာမှရမှာမဟုတ်အဲ့ဒီအိမ်မက်ကိုပြောတာမဟုတ်ဘူးသူကြတော့သူ့ရဲ့ dream မှာငါကားတီထွင်တဲ့ဟာလာလုပ်ငန်းရှင်တယောက်ဖြစ်ချင်တယ် inventor or entrepreneur plus inventor သူဖြစ်ချင်တယ်ဒါပေမဲ့သူ့မှာလုံးဝ idea မရှိဘူးဖြစ်နေတယ်ဒါပေမဲ့ तू က battery ပဲ तू လုပ်တယ် battery လုပ်တယ်မတရက်မှာ Elon Musk ကသူ့ကို battery လာအပ်တယ်အဲ့တော့ဘယ်လိုကားမျိုးလုံးမှာလဲလို့ပြတော့ Elon Musk က तू ကပြပြီအကုန်လုံး Tesla ကဒီလိုလုပ်ရတယ် तू ကရေးလဲ तू ကြည့်နေ okay ဆို तू က idea ပေါက်သွားတာဟိုက battery ပဲလာအပ်တာလာအပ်ပေမဲ့ तू ကဒီ battery ကိုထဲမဲ့ကားဘလို့အမျိုးစားမျိုးလဲဆို तू ကအကုန်လုံးရသွားတာရသွားတော့ तू ကားလို့တက်သွားပြီဆိုတာ तू သဘောပေါက်သွားတော့ तू battery တော့လုတ်ပေးလိုက်တယ် battery လဲလုတ်ပြီးတိတ်မကြဘူး तू ကနေပြီးတော့မှ तू ကားထုတ်လိုက်ကော BYD ဆိုတဲ့ build your dreams ဆိုတဲ့ကားကို तू ထုတ်လိုက်တယ်အဲ့မှာ तू ရေးလဲအခုဒီ South Asia မှာ BYD ကရှာကြီးရေးလဲရှာကြီးဖြစ်သွားတာတကယ်တော့သူ့မှာ idea ရှိတာမဟုတ်ဒါပေမဲ့ dream တော့ရှိတယ် dream ရှိတယ်ဒါ तू စောင်းနေတယ် Elon Musk သူ့ရဲ့ dream လေးကိုအကောင့်ထဲပေါ်ပေးလိုက်တယ်ပြောချင်တာလာအပ်တာ battery तू idea ရတော့တာကားဘလို့လုံးရမလဲဆိုတဲ့ idea ကို तू ကသဘောပေါက်သွားတာဆိုတော့ if you have a dream ဟာလားတကယ်တင့်မှာတကယ် dream ရည်ရွယ်ချက်တကယ်ရည်မှန်းချက်ကြီးရှိတယ်ဆိုရင်အချိန်တစ်ချိန်ရောက်လာရင်အဲ့ဒီဟာပြည့်စုံလာဖို့ရန်အတွက်အခြေအနေတွေအားလုံးကဖြစ်လာတာပဲတော့ဖခင်သားသမီးတွေအတွက်လည်းအဲ့တိုင်းပဲညီကောင်မောင်မတို့ဖခင်သားသမီးတွေလည်းအဲ့တိုင်းပဲဖခင်သခင်ချစ်တော်သူဒီဟုတော်ဘာဖြစ်လဲကြံစီတော်မူခြင်းအတိုင်းခေါ်တော်မူသောသူတို့၏အကျိုးကိုခတ်သိမ်းသောအရာတို့သည်ဘာဖြစ်လဲတညီတညွတ်ဒီပြုစုကြသည်ကိုငါတို့သိကြ၏တဲ့ဆိုတော့ညီကိုမောင်မတို့ဖခင်ကကျွန်တော်တို့အတွက်တညီတညွတ်တဲ့ပြုစုဖို့အကုန်ပြင်ဆင်ထားပေးပြီးသားဒါမဲ့တခုတော့နားလည်အောင်ကျွန်တော်ရှင်းပြချင်တယ်ကျွန်တော်တို့စန္ဒမပါဘဲနဲ့ဖခင်ကအလုံးမလုံးဘူး Hello ကျွန်တော်တို့စန္ဒမပါဘဲ most ဖခင်ကျွန်တော်လုံးဝမချမ်းသာချင်ဘူးရတယ်သားလေးဟုတ်တယ်တေးကိုဖြောင်းမဟန်ဆောင်တဲ့ဖွဲ့တွေလုံးဝမချမ်းသာချင်ဘူးဟုတ်လားကျင်းသေးလား up to you ဒီများတွေအများနဲ့ပြောစကားရှိတယ် oh up to God it's not up to God up to you ဖယားကမကြည့်ကျွန်တော်ပြောပြမယ်
တင်းပေါ်မှာအများကြီးမှုတည်တယ်တင်းပေါ်မှာအများကြီးမှုတည်တယ်ဖယားကတင်းစန္ဒမပါဘဲနဲ့ဘာတစ်ခုမှအလုံးမလုပ်ဘူးဥမာဗျာဖယားကရှောလမုန်ကိုမေးတယ်မင်းဘာဆုတောင်းချင်လဲတဲ့မင်းဘာတောင်းချင်လဲပြောချင်တာမင်းဘာဖြစ်ချင်လဲကျွန်တော်တို့ business လောကမှာဆိုရင် business လောကလို့ပြောလိုက်ရင်ဗျာကျွန်တော်တခုတော့ရှင်းပြမယ်ညီကိုမောင်မတို့ကျွန်တော်တို့ mindset အကုန်ပြောအောင်မယ် okay အချိန်တွေတခုကြောင့်သူများစီမှာအလုပ်လုပ်နေရတယ်ပြဿနာမရှိဘူးလားပြဿနာမရှိဘူးဒါပေမဲ့သူများစီမှာပဲလာကနဲ့လောက်ရတဲ့ဘဝကိုသင်မကျေနပ်ပါနဲ့လို့တော့ကျွန်တော်ပြောပြရစေမကျေနပ်ပိုင်ခွင့်ဟုတ်တယ်မကျေနပ်ပိုင်ခွင့်ရှိတယ်ဘာလို့လဲဖယားကယူပါယုံကြီးတာကိုကြိုက်တဲ့ဖယားဖြစ်လို့အာမင်ကျွန်တော်ဖြည်းဖြည်းပဲပြောမယ်နော်ညီကိုမောင်မတော်အရန်အားတွေပါလာရင်တော့အရန်နေကျဲလာရင်တော့မသိဘူးပေါ့ဗျာဒါပေမဲ့ကျွန်တော်ဖြည်းဖြည်းပဲပြောမယ်သင်ရဲ့စန္ဒမပါပဲနဲ့ဖယားအလုံးမလုံးဘူးလို့ကျွန်တော်ပြောပြီးသွားပြီတကယ်โอเคရှောလမုန်ကိုဖယားမေးတယ်မင်းဘာလို့ချင်လဲမင်းဘာဖြစ်ချင်လဲဖယားအမြဲတမ်းမေးတယ်တင်တို့ကျွန်တော် business လောကမှာရှိတယ်အောင်မြင်ချင်ရင်တဲ့သင်ဘာလို့ချင်လဲဆိုတာတင်တိကိုသိရမှာမသိလို့မရဘူးတဲ့ know exactly what you want you have to know exactly what you want if you don't know what you want then what are you going to do know exactly what you want so what do you want son ဖယားပြောတဲ့အခါမှာရှောလမုန်ဘာပြောလဲဆိုတော့ဒီလူတွေကိုတဲ့ဒီလောက်များတဲ့သူတွေကိုတဲ့ကျွန်တော်ကဟာလားသူတို့ကိုကျွန်တော်ကအကောင်းဆုံးဥဆောင်သွားနိုင်ဖို့ဆုံးဖြတ်ချက်မှန်ကန်စွာချနိုင်ဖို့ဉာဏ်ပညာကိုပေးပါတဲ့ okay ဖယားကပေးတယ်ဒါပေမဲ့ तू ပေးလိုက်တဲ့ဟာတော့ချက်ဖြစ်သွားတယ်ဘာလို့တိလာညီကိုမောင်မတော့ပတ်စံရှိပြီးတော့ပညာမရှိရင်အဲ့ဒီပတ်စံကမကြခင်သူများလိန်နာနဲ့ဟိုလှုပ်ဒီလှုပ်တာနဲ့ကုံတော့မယ်မကြခင်မှာဟိုစီးပွားရေးသွားလှုပ်ရှုံးဒီစီးပွားရေးသွားလှုပ်ရှုံးဟိုလှုပ်ဒီလှုပ်နဲ့တင်ပတ်စံမကြခင်မှာတိတ်မကြတဲ့အချိန်မှာတင်ကုံတော့မယ်မကြခင်မှာငွေနောက်ကိုပညာလိုက်တာမဟုတ်ဘူးပညာနောက်ကိုငွေကပြန်လိုက်လာတာဒါမဲ့ကျွန်တော်တို့ကကျောင်းကတင်ပေးလိုက်တာကပတ်စံရှာဖို့ပဲတင်ပေးလိုက်တယ်အဲ့ဒီမှာကျွန်တော်တို့စင်းရဲကုန်တာတက္ကသိုလ်ဆင်းလာပြီးတာနဲ့ကျွန်တော်တို့ကတက္ကသိုလ်ကနေဘွဲရပြီးတာနဲ့ကျွန်တော် company တစ်ခုမှာ9 to 5 paycheck by paycheck အလုပ်ရအောင်ပဲတင်ပေးလိုက်တာနောက်ညီကိုမောင်မတို့ဖယားကကျွန်တော်တို့ကိုခေါ်ထားတဲ့ရည်ရွယ်ချက်ကအကြီးကြီးငါ့ကိုခေါ်လို့ငါထူးမယ်ကြီးသောအရာတင်မသိနိုင်အောင်နတ်နဲတဲ့အရာကိုငါဖော်ပြချင်တယ်တဲ့ပြောချင်တာကြီးသောအရာဟလာတင်မသိနိုင်အောင်နတ်နဲတဲ့အရာဘယ်သူမှရှိတာလဲဖယားမှရှိတယ်ဥမာကျွန်တော်ပြောပြစေပေတရုကသူကတငါတယ်ဗျဒါပေမဲ့ဖယားရဲ့အကြံစီထဲမှာသူကတမန်တော်ဗျကျွန်တော်သဘောပေါက်စေချင်တာက तू
तू ဘသူလဲဆိုတာ तू မသိခင်တုန်းက तू ကတငါတယ်ဗျ तू ကတနေ့တနေ့ငါးတွေနဲ့ပဲအချိန်ကုန်ရမယ်လူလို့သူ့ကို तू ထင်နေပေမဲ့ဖယားကအကြံစီရှိတဲ့ခါမှာသူ့လေထဲဝင်လာပြီးတော့ဒီနေ့ကနေစပြီးတော့မင်းကလူကိုမြားတဲ့တငါဖြစ်စေမယ်လို့ဖယားကဘာလို့ပေးလိုက်လဲ तू ဖြစ်ချင်းအမှန်ကိုဖော်ထုတ်ပေးလိုက်တယ်အဲ့ဒါဘယ်ချိန်မှာဖြစ်လာဆိုတော့တမန်တော်ဝတ္ထုခန်းကြီး1ကိုရောက်လာတဲ့အခါမှာတရားဟောတဲ့အခါမှာတငါတဲ့ဖြစ်တဲ့ तू ကတရားဟောတဲ့အခါမှာလူ3000ကျော်ပြောင်းလဲပြီးတော့မှဖယားနိုင်ငံတော်ထဲဝင်စားသွားတယ်မဟုတ်ဘူးလားဗျဆိုတော့တင်ဖြစ်နေတာတခုဖယားခင်တင့်အတွက်ပြင်ဆင်ထားတာတခုဗျအဲ့ဒါမသိမရှင်လူဖြစ်ရကြုံမနှက်ဘူးဗျ Come on ကျွန်တော်နားလည်ဖို့လိုတယ်အလုပ်လေးသွားလုပ်ပေးချက်ပဲပေးချက်ပတ်စံလေးရဟိုဝဲစားဟိုဝေးချင်တာလေးဝဲအဲ့လောက်နဲ့မချေနှက်နဲ့လေလောကမှာတင်စားနိုင်ဝတ်နိုင်ရုံနဲ့တင်းရဲ့ဘဝမဟုတ်ဘူးလေအဲ့ဒါတင်းအပြင်လူတွေမြောက်များစွာကောင်းကြီးဖြစ်ဖို့ဘုရားကပြင်ဆင်ထားတယ်လေတင်းကတစ်ပင်တပင်ကောင်းဖြစ်တဲ့ခါမှာငါတတောင်းနားနိုင်တယ်လေအဲ့ဒီမင်္ဂလာကိုဘုရားခင်တင်းကိုဖြစ်စေချင်တာလေအာမင်ပေတရုကသူဘသူဖြစ်မှမသိခင်ချိန်တုန်းကသူ့ရဲ့ဘဝကသူ့မိသားစုတစုအတွက်ပဲဖြစ်ပေမဲ့သူဘသူဖြစ်လဲဆိုတာသိသွားတဲ့ခါမှာသူ့အပြင်လူတွေထောင်နဲ့တောင်းနဲ့ချီကောင်းကြီးမင်္ဂလာခံစားတဲ့အတ္တဖြစ်လာတယ်မဟုတ်ဘူးလားညီကောင်မောင်မတို့တငါတဲ့ဘဝတုန်းကသူ့ဘဝအတွက်တောင်မှသူရုန်းကန်နေရပေမဲ့ဖယားကိုရသွားပြီးတဲ့အချိန်မှာသူ့အရေးနဲ့ထိတဲ့သူတွေတောင်မှပြန်ချမ်းမာတဲ့အခွင့်ကိုဖယားပြင်ဆင်ပေးတာမဟုတ်ဘူးလားကြီးတော်မှုကိုပြုတဲ့သူတွေဖြစ်လာတယ်လေဒီမှာရှိတဲ့ဖယားသားသမီးတွေ you are not ordinary people you are extraordinary people you are not ordinary people you are extraordinary people တင်ဟာရိုးတာမန်လူတယောက်မဟုတ်ဘူးတင်ဟာကြီးတော်မှုကိုပြုဖို့ရန်အတွက်ဖယားကရွေးချယ်ထားတဲ့သူတယောက်ဖြစ်တယ်ဆိုတာတင်မသိသေးလို့သာတင်မရှိချင်တဲ့နေရာမှာတင်ရှိနေရတာလေတင်မရှိချင်တဲ့နေရာမှာတင်ရှိနေတော့တင်မလုပ်ချင်တဲ့အရာတင်လုပ်နေရတာလေဘယ်နှယောက်ကအလုတ်သွားကန်ဒီမှာအရန်ပျော်တာတွေ့ဘူးလေဒီနေ့လုတ်သွားရမှာဟာလေလုအရန်နေပျော်ပြီးတော့ဖဏတ်တွေစီးပြီးတော့ထွက်သွားတာကြောက်မရှိဘူးလေးလမ်းနဲ့သွားမှာပဲသွားလဲဘယ်လိုလုံးလဲမိဘယ်သူပျော်လို့လဲမပျော်ပါဘူးတယောက်မှာဘာလို့မပြောတာလဲဆိုတင်ရှိရမယ့်နေရာမှာမဟုတ်တာအဲ့ဒါအချိန်နေရဖို့ဆရာရဲ့မှန်ပါတယ်အချိန်နေရဘယ်လောက်ထိအချိန်နေရရအောင်မလဲခရစ်တော်ကြွလာတော့မယ်ဘယ်သူမှပြစ်မတင်နဲ့ညမပြရလည်းမကောင်းလို့ထွက်လာတာဒီမှာကြတော့လေကောင်းလားဆိုလဲမကောင်းမြန်ဘူးဘယ်ရှင် opera စီဆိုလာမလဲ I don't know အဲ့ဒီ opera စီကနေလွတ်ဖို့ရန်အတွက်သွားချင်တော့လေဟိုကပိတ်လိုက်ပြန်တယ်ကိုထရန့်ဘယ်မှာလဲငါတို့ဘဝကဘာလဲမပူပါနဲ့တို့ကမိဘမယ်မဟုတ်ဘူးတို့ကမိဘမယ်မဟုတ်ဘူးဗျာဟာလေလုယာတို့ကမိဘမယ်မဟုတ်ဘူးဗျာတို့တော့ကောင်းဆုံးပြင်ဆင်ပေးထားတဲ့တို့ရဲ့ကောင်းကင်အဖရှိတယ်ဆိုတာကိုဒီနေ့တည်င်းပေးရှင်ပါတယ်ခမအာမင်ဟာလေလုယာဒီတော့ဘသူတွေလဲတဲ့အဲ့ဒါကိုသိရမယ်115ခုမြောက်သောစာလအငယ်15လွယ်လွယ်လေးပဲ15မှတ်ထားလိုက်တိလေးတလုံး115စာလ115အငယ်9မှတ်ထားလိုက်ကျမ်းစာဖိုင်အဲ့လိုဖတ်ရတယ်ကြည့်ရတယ်ပေါ့ဗျာ115ငယ်ဘာပြောလဲကြည့်အောင်โอเคအခုတော့ vision မဲ့ထွက်လာသေးတယ်
မ်115အငယ်15တိငါလို့ခုနပြောတယ်လေဟမ်ငါထိုးထားလို့လား sorry နော်လို့တင်ငါပြန်လုပ်လိုက်ဟုတ်ပြီအဲ့ဒါတင်းကိုပြောနေတာလေတင်းကြော်သွားတာတင်းမသိလိုက်ဘူးလေတင်းကိုဖျားပြောတာတင်းကြော်သွားတာလေဘာလို့ကြော်သွားဆိုတင်းအလုပ်တွေများနေတယ်လေစာဝတ်နေရေးတွေအတွက်လေကိုဘသူလဲကိုသိအခုကျွန်တော် remind ပြန်လုပ်ပြစေ number ဟလာတင်းတဲ့3ဖတ်မယ်နော်ကျွန်ုပ်တို့ဒီလိုလို့ကျွန်ုပ်တို့ဒီကိုတော့မဖြစ်မှာဆိုလို့တင်းတို့ဒီဆိုပါလဲအာဗြဟံနဲ့အမျိုးတွေလျှောက်ပြောမှဖို့လို့တင်းတို့ဒီဆိုဘာသူတွေလဲဟုတ်ကဲ့အားလုံးဖတ်မယ်ကျွန်ုပ်တို့ဒီကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းသောထာဝရဘုရားကောင်းကြီးပေးတော်မူသောသူဖြစ်ကြ၏မနက်ထားတိုင်းသင်ကြွေးကြော်စမ်းပါမနက်ထားတိုင်းသင်အလွတ်ရွတ်စမ်းပါအာမင်မနက်ထားတာနဲ့သင်ဝန်ခံမှာဗျာအာမင်115ငယ်15အားလုံးပြဖတ်မယ်ကျွန်တော်တို့ဒီကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းသောထာဝရဘုရားကောင်းကြီးပေးတော်မူသောသူဖြစ်ကြ၏တဲ့အာမင်ကိုဖြစ်ခြင်းကိုဝန်ခံတတ်လာရင်ဘုရားဘာလုပ်မယ်ထင်လို့လဲပိတ်နေတဲ့တကားတွေစတင်တော့ဖွင့်လာလိမ့်မယ်ပြီးတော့မှသင် divine connection ဆိုတာသင်အတွက်ကောင်းကြီးဖြစ်မဲ့အဆက်အသွယ်တွေဘုရားကပြင်ဆင်လာလိမ့်မယ် hey ဘယ်သူလဲသင်ဘယ်လိုခေါ်လဲထမ်ပါဆိုပါစို့ထမ်ပါယေဥမာနော်နောက်တော့မပေါ့ကျွန်တော်လည်းအုံတော်ထဲမှာဒါပဲထွက်လာလို့ထမ်ပါနေတာကောင်းမြတ်ခြင်းတွေပဲဝန်ခံနေဆိုရင်တိတ်မကြောက်ဘယ်နိုင်ငံလဲမသိအမျိုးတယောက်ထမ်ပါရဲ့နေဘမှာရှိနေလဲကျွန်တော်ဒီမှာမလေးရှားမှာထမ်ပါနေငါတို့စီမလာချင်းဘူးလားလာလိမ့်မယ်ဟုတ်တယ်ဒါမဲ့ဘလို့လူကအဲ့ဒီ connection မရဘူးလေသိလားမင်းလောကဆိုဘာဒိတ်မှမရှိဘူးမင်းဖျားရောက်သွားတဲ့လက်ကားပဲမင်းအလူငွေ3ခါကောက်တာငါရတဲ့လာကနည်းနည်းလေးဟိုမှာရဲရတက္ကစီထဲမှာငါ့ကိုဖမ်းလိုက်ပြီးတော့မှ150ဆွဲသွားသေးတယ်ဖျားရောက်သွားတာလည်းမင်းအလူငွေထည့်ရတာတစ်မျိုးဟိုရဲကိုအလူငွေပေးရတာတစ်မျိုးမင်းမမိုက်ဘူးမင်းဒါဘယ်မှမသွားဘူးရောအိမ်မှာပဲနေမယ်ဆိုတဲ့ဖွဲ့တွေရှိတယ်မလုပ်ပါနဲ့လွယ်နဲ့ရှုံးပေးတဲ့ထဲမှာမပါပါနဲ့သိအတွက်ဖျားရှင်ကောင်းဆုံးပြင်ဆင်ထားပါတယ်အာမင်ဟာလေလုယာမနေ့တိုင်းမှာကျွန်တော်ကြွေးကြော်မယ်ဘာမှစိတ်ဓာတ်မကျနဲ့ဘေးနာရှိဘာမှစိတ်ဓာတ်မကျနဲ့ပိတ်ချင်တဲ့တကားတွေပိတ်ဖျားဖွင့်ပြီဆိုရင်ဘယ်သူမှပိတ်လို့မရစေရဘူးဗျာအာမင်ကျွန်တော်တင်တော့ကိုလေစိတ်ချမ်းသာအောင်လာပြီးတော့မှအားပေးနေတာမဟုတ်ဘူးအဲ့ဒါကျွန်တော်ရင်ပတ်ကြီးထဲမှာဖြစ်နေတဲ့အရာကြီးပဲကျွန်တော်ပြဿနာမရှိဘူးထင်လို့လားဟူးဘာမှမပြောချင်တော့ဟူးပဲလှုပ်လိုက်တော့မယ်ကျွန်တော်ဒါပေမဲ့အဲ့ဒီပြဿနာကကျွန်တော်ကိုအပြုံးပြအောင်လုပ်လို့မရဘူး You know why? I know who I am. တခြင်းမရလို့တခြင်းရထတော့ကချင်တာ I know who I am. I know who I am. အဲ့ဒါပဲရတော့ကွာခတ်တယ်ကွာဘယ်လိုလဲဆရာမစံနမ်တော့ဆရာမစွမ်းကျင်းတော့ကောင်းရဒီကိစ္စနောက်ခဏနေမှာကခိုင်းမယ်စင်မမ We are a chosen generation
ထားတယ်လာမယ်โอเคကျွန်တော်လည်းပြဿနာမရှိဘူးလို့မထင်နဲ့စင်မောဒီမတက်လာခင်ကိုပြဿနာရှိတယ်ဖုန်းကလာနေဒီမှာဝင်ဖို့ဆရာခဏနေကိုဒီမှာဒီတယောက်ကခဏနေကိုဆရာဘန်ကောက်ဖုန်းဆက်နေဆရာချင်းမိုင်ဆက်နေဆရာခဏနေကိုလို့ဒီတရားဟောပွဲပြီးတာနဲ့မီတင်းခေါ်မယ်လို့ဒါပြီးသွားနဲ့ကျလန်အလုံးမလာတော့ဒီနေ့မီတင်းဆိုရဟုတ်တယ်နော်ကျွန်တော်လည်းဆိုရပြန်မီတင်းမလာတော့ဒီနေ့အဆရှောင်းမယ်တို့ဒီညာရှိတယ်ဒါမဲ့ကျွန်တော်သိနေတခုอ่ะသူ့ဘာသာပြဿနာဖြစ်မှတ်ထားဒီသုံးခုမှတ်ထား problem ရှိရင် promise ရှိတယ် problem promise provision problem promise provision problem promise provision ပူကြမလို့ဂရိတော်ရှိပြီသားတို့ဘသူလဲတို့သိဖို့ပဲလို့တယ်အာမင်ကိုဘသူလဲကိုသိရအောင်ကျွန်တော်တို့ဒီကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းသောထာဝရဘုရားကောင်းကြီးပေးတော်သူဖြစ်ကြ၏တော်ရလာပြီသူတို့လည်းပဲယုံကြည်ခြင်းနဲ့သူတို့မထိုးတော့ဘူးခင်ဗျာဘာဖြစ်လို့လဲဆိုတော့တင်တို့ရပြီဆိုတာသူတို့အရန်တိသွားပြီအနောက်ကအဖွဲ့တယ်သူတို့မထိုးတော့ဘူးဆိုတော့အတူတကွရွှေ့ကြရအောင်1 2 3မရဘူးအဲ့လိုရွှေ့လို့မရဘူးစာလံ115ခရိယန်တွေကဒီကျမ်းပိုက်တွေကိုအလွတ်မရဘူးဟိုစာသားတွေတော့အလွတ်ရတယ်ဒီကျမ်းပိုက်ကိုသူရွှေ့လိုက်ပြီပြန်အဲ့ဒါဘယ်ကျမ်းပိုက်လဲပြောဆိုအဲ့ဒါတော့မသိဘူးကျမ်းပိုက်ပဲသိအဲ့လိုလုပ်လို့မရဘူးအဲ့လိုလုပ်လို့မရဘူးဆိုတော့ဟုတ်ပြီမောင်စာလံအဲ့လိုတော်လို့မရဘူး115ခုမြောက်သောစာလံအငယ်15โอเคဖတ်မယ်ဟာဒီမှာတော့ထိုးပေးထားတယ်သူတို့ကလေယုံကြည်ခြင်းနဲ့ပြပြအောင်လုပ်ပလိုက်ပြီโอเคလုပ်မယ်အကျွန်ုပ်တို့သည်ကောင်းကင်တဲ့မြေကြီးကိုဖန်ဆင်းသောထာဝရဘုရားကောင်းကြီးပေးတော်မူသောသူဖြစ်ကြ၏ရပြီလားခင်ဗျာဒါဆိုရင်ကျွန်တော်တို့ပိတ်လိုက်ပြီ very good very good very good very အရန်တော်တယ်ဖွဲ့တယ်အရန်တော်တယ်ကဲရပြီလားခင်ဗျာကိုယ်သူဖြစ်ချင်းကိုပုံဖော်လို့ရပြီလားမျက်လုံးလေးပိတ်လိုက်တော့မအိတ်ခိုင်ဘူးနော်ပိတ်ခိုင်တာမျက်လုံးပိတ်တာနဲ့ကြီးတော့ချီမွားပြီးတော့တရေရအောင်မယူနဲ့ခဏလေးโอเคမျက်လုံးပိတ်လိုက်ပြီတင်ရဘာတူလဲအကျွန်ုပ်ဒီကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းသောထာဝရဘုရားကောင်းကြီးပေးတော်သူဖြစ်ကြ၏ကိုမြင်လားမသိဘူးတော်ကောင်းကြီးခံစားရမယ်အဖွဲဆိုတာတင်မြင်လားမသိဘူးဘာကောင်းကြီးလဲတဲ့ဝမ်းနေချင်းနဲ့မယောနှောတဲ့ကောင်းကြီးအကုန်ဘုရားကတင့်အတွက်ပြင်ဆင်ထားပြီးသားဟုတ်ကဲ့တချို့ကပြောသေးတယ်ကောင်းကြီးဆိုတာငွေမဟုတ်ဘူးတဲ့ဘာရှောက်ပြောနေတာလဲကောင်းကြီးထဲမှာငွေပါတယ်ငွေကတော့ကောင်းကြီးရဲ့အလုံးစုံတော့မဟုတ်ဘူးထာဝရဘုရားဤကောင်းကြီးသည်စီးစိမ်ကိုဖြစ်စေတတ်၏ထိုစီးစိမ်ဒီလေဝမ်းနေခြင်းနဲ့ယောနောတော်မမူလို့ပြောတဲ့အတွက်ကြောင့်ဘုရားကောင်းကြီးထဲမှာစီးစိမ်ရှိလားခမညာရှိပါတယ်အာမင်အာမင်ဘုရားသခင်ရဲ့ကောင်းကြီးထဲမှာစီးစိမ်လည်းရှိတယ်ဝမ်းမြောက်ခြင်းလည်းရှိတယ်အောင်မြင်ခြင်းလည်းရှိတယ်အကုန်ရှိတယ်ကျွန်တော်တို့အခုကဖျားမှုတော်ဆောင်တဲ့ခါမှာစိတ်သွားတိုင်းကိုပါတယ်ဆိုတာဖျားပြင်ဆင်ထားတဲ့ကောင်းကြီးမင်္ဂလာထဲကတချို့ဖြစ်သောစီးစိမ်ကိုကျွန်တော်တို့ရရှိတဲ့အခါမှာကျွန်တော်တို့ကစိတ်သွားတိုင်းကိုပါတယ်ဘယ်မှာဖျားသုံးချင်လဲ I am ready ဘယ်ကိစ္စလုပ်ချင်လဲ I am ready ကျွန်တော်တို့ကအမြဲတမ်းဖျားပြင်ဆင်ထားအခုဘယ်နိုင်ငံကောက်သွားမလဲ
လေရင်လက်မှတ်ဖို့ဆူတောင်းနေစရာကျွန်တော်မလိုဘူးဆူတောင်းနေစရာမလိုဘူးဘယ်လုပ်ငန်းလုပ်မလဲဆူတောင်းနေစရာတိတ်မလိုတော့ဘူးအရေးကြီးတာကဖယားမီးစိမ်ပြိုင်ဆော့ပြီကျွန်တော်မီးစိမ်နီဆိုတာလဲရှင်းရှင်းလေးပါညီကိုမောင်မတို့ရဲ့ရင်းနှီးနေတဲ့လူတို့တိတ်မခတ်ပါဘူးမရင်းနှီးတဲ့သူတို့အရာနဲ့ခတ်နေတာအတန်ကမကြောက်လေဘာလို့မကြောက်လဲဆိုတော့ frequency ကမညှိလို့လေကျွန်တော်တို့ radio kit ကိုမကြုံခဲ့ကြလို့သင်တို့မသိတာတို့ဟိုးရ radio kit ဆိုရင်တို့ကမြန်မာပြည်ကနေတို့က live ပြီးတော့ဖားရတယ်ဆိုအမတရုတ် line မိတယ်ဆိုရင်ဝအိုင်းနီထားပေါ်လာပြန်တော့ပြန်သွားအမကြော်ပြီးတော့ကလား line ဘလာပဲတလီကတေလကဆိုပြန်တွေ့တယ်ကလားကိုလိုချင်တာကလား line လဲမဟုတ်တရုတ် line လဲမဟုတ်ကျွန်တော်ဟိုးရဆိုရင်ကျွန်တော်တို့ဖိုးဦးတမောင်ထွန်းတို့ရဲ့တင်ခါရမှာအစင်ထာဝရတို့ဆိုတဲ့အစီအစဉ်ရှိတယ်အဲ့လောက်ဆွဲနေတာကိုကလားလာလဲတရုတ်လာလဲအရာစိတ်ဆိုတယ်ဒါပေမဲ့အဲ့ဂျားထဲမှာရှိနေတာလေဒါပေမဲ့မိသွားတဲ့အချိန်မှာတချင်းလေးရစတယ်ဘာလဲသူပြောသေးတယ်ဘာလဲအရှိမပြောတာရှိသေးတယ်ပြောတဲ့ခါမှာဘာလဲဟိုတချင်းလေးဘာလဲလူဆိုတာတေမျိုးဆိုတဲ့တချင်းလေးအဲ့ဒါအမြဲတမ်းဆရာကင်းပေါအောင်တော့မပြောချင်ဘူးဆရာကင်းပေါအောင်ငယ်သေးတယ်အဲ့တော့လေသူအရန်ပြောပြီဘာလဲလူဆိုတာတေမျိုးလေဘာလဲမဲသိမသိတော့ဒီဖွဲ့တယ်အသက်40အဖွဲတည်းတည်တယ်ဆိုဆရာမတော်တည်ရမလားအပေါ်ဆိုးသွားပြီခရစ်တော်ကြားလားโอเคထားလိုက်တော့မတည်တော့အဲ့လိုလေးလာပြီဆိုနားထောင်ရှင်းနာတင်ခါရမှာစင်ထာဝရသူဆိုလာပြီဖို့ဦးတမောင်ထွန်းတန်ဟောပြီโอเคအဲ့ဒါမချ那他呢？过了，你那怎么办？他们他找不到康去，去哪里说？阿门。No, that's not tuning 莫格拉来没米没格拉来，打地没米没，no 没压过啦。要来要个谁多下的，别在那里呢？现在苏到那边花爸爸的样子，别个 tuning。All my life you have been faithful. All my life you have been soကျွေးပေးရတော့ no တချင်းဆိုဖယားနဲ့ကျူနေညှိတဲ့ချိန်မှာအကျွေးเจ้าကိုအဝင်းမခံနဲ့လောမလားဒီလုံးဝကျူနေညှိတဲ့ချိန်မှာအဲ့ဒီအပေါ်ဆာရတဲ့အဝင်းမခံရအောင် All my life you have been faithfulကျူနေကိုတော့အကျွေးဝင်လာလဲဒီအကျွေးကဖျားခင်အကုန်ဖြည့်ရှင်းထားဖြစ်တဲ့ကြောင့်ခြေတော်ချီးမွမ်းပါတယ်လုံးဝပူပန်မှုလုံးဝခွင့်မပေးနဲ့ So good with every breath that I am ဒါဆိုနေဒီကိစ္စဘယ်လိုလုပ်မှာလဲနေမန်နေဂျာနေကိုစောင့်နေပြီလေမျက်စိပြူးနဲ့စောင့်နေမှာဘယ်လိုလုပ်ဖျားခင်ငါတို့အကောင်းဆုံးပြင်ဆင်ထားပြီလာမနောက်ဆက်နဲ့ယေရှုနာမနဲ့ဖေးချ Oh my lordနေဘယ်လိုလုပ်မှလဲဒီကိစ္စတွေကအဲ့ဒါငါနဲ့မဆိုင်ဘူးဖယားနဲ့ဆိုင်လိမ့်မယ်စစ်ပွဲအတာဖယားအတာငါကဖယားနဲ့အနာယူတတ်ဖို့ပဲငါပြင်ဆင်မယ်စစ်ပွဲဖယားရဲ့အတာဖြစ်တယ်ဟာလေလုယာအဲ့ဒါအရေးကြီးတယ်ကြွချင်းတာဆို All my life you have ရှောက်ကြည့်နေတာဒီအယုံကဖယားမှမရှိဘူး All my life you have been so good with every breath that I am able. I have lived in the goodness of God. Second part, John. All my life, you have been. Ayaw nga, bimamang mo matida. Kalim yo yaw like. 大汉要来
မရဘူးညီကိုမောင်မတို့မရဘူးဖခင်ကပြောထားပြီးသားလုံးဝမစိုးရင်နဲ့လုံးဝမစိုးရင်နဲ့ဤလောကမှာမင်းတို့ဆင်းရဲဒုက္ခခါမယ်မစိုးရင်နဲ့ငါဒီလောကကိုအောင်ပြီလို့ပြောတယ်ဖခင်ကတောင်းဝင်ယူနိုင်လို့ပြောတယ်ဖခင်ဗျာအရေးကြီးတာတင်တစ်ဖက်တကြီးတိတာမဖြစ်စေနဲ့သူနဲ့ကျူနေလေးတော့ညှိလာဆရာဒါဆိုကျွန်တော်ဘယ်လိုအချိန်ယူရမှာလဲဆရာဒူးထောက်ရမှာလားဆရာလက်မြောက်ပြီးတော့လားဆရာမဟုတ်ကျွန်တော်ဒီလိုလားဆရာမလိုဘူးဘာမှမလိုဘူးဒါလေးပဲထိုင်မလို့ All my life you have been faithful All my life you have been so good with every breath that I am ableကိုရတဲ့ကောင်းမြတ်တယ်ကိုရောမနေ့ကလည်းကောင်းမြတ်တယ်ဒီနေ့လည်းကောင်းမြတ်တယ်မနေ့ကကောင်းမြတ်ခဲ့တယ်ဖေဟာဒီနေ့လည်းကောင်းမြတ်တယ်ဖေဟာကနောင်လည်းကောင်းမြတ်အောင်မယ်ဆိုတာယုံကြည်တယ်ကိုရောဟုတ်ပါတယ်ကျွန်တော်မှပြဿနာတော့ရှိပေမဲ့သူများတဲ့ရှင်လိုက်ကျွန်တော်အမြဲတမ်းကောင်းကြီးရှိနေသေးတယ်လေတို့ကြောင့်ကိုတော့ယေရှုတင်တယ်ဒါတွေအားလုံးမချခင်မှာတတ်တည်ခံစားရဖြစ်မှာဖြစ်လို့ယေရှုတင်အဲ့လိုချင်းမွန်းနေတဲ့ connection ကဘလိုက်မိတာအဲ့လိုမျိုးပဲချင်းမွန်းနေတယ်ဘုရားကောင်းဆုံးပြင်ဆင်ထားတယ်ဆိုတာကိုအာဗြဟံကဲ့သို့တောင်းကမှာဘုရားပြင်ဆင်ထားပြီဆိုတဲ့ယုံကြည်မှုနဲ့ဝန်ခံခြင်းတွေအားလုံးကတကယ်ဘုရားကစတင်ပြင်ဆင်တော့တာဗျာသူ့ပေါ်မှာစိတ်ချတဲ့စကားတွေပြောတာများရင်ဘုရားကငြိမ်ငြိမ်နေလို့မရတော့ဘူးတင်းငြိမ်ငြိမ်မနေမှသာဘုရားငြိမ်သွားတာတင်းငြိမ်ငြိမ်နေရင်သူ့လက်တော်စတင်လှုပ်ရှားလာကောကျွန်တော်ဟာတာပြောတာမဟုတ်ဘူးနော်တကယ်ပြောတာဖခင်ကတင်းကိုငြိမ်ငြိမ်နေခိုင်းတယ်နော်46ခုမြောက်သောစာလအငယ်30မှာငြိမ်ဝတ်လျက်နေကြလော့ငါကဖခင်သခင်ဖြစ်သည်ဟုတိမှတ်ကြလော့တဲ့ငြိမ်ငြိမ်နေခိုင်းတော့တို့မငြိမ်နိုင်တာပူနေတာဘာပူလို့ပူမှလည်းမသိကိုလည်းလုံနိုင်တာလည်းမဟုတ်ရင်မပူနဲ့ပေါ့ဒါမဲ့ပူတယ်ဘာလုံရင်ကောင်းမလဲဘာလုံရင်ကောင်းမလဲဘာမှမလုံတတ်လို့တင်ဘာမှမလုံနိုင်တဲ့ကိစ္စကိုငြိမ်ငြိမ်နေပေါ့ငြိမ်ဝတ်နေတာအင်္ဂလိပ်ဆို be still and know that I'm God be still and know that I'm God Amenတောင်းတင်ပြဿနာဖြစ်လိုက်ဘာမှမတောင်းနဲ့တင်ငြိမ်ငြိမ်နေတတ်ဖို့ပဲတောင်းပြဿနာဖြစ်လိုက်ပါလဲငြိမ်ငြိမ်မနေပဲဟိုဖုံးဆက်ဒီဖုံးဆက်ဟိုလောက်ဒီလောက်ကတင်းကိုပိုးပြီးတော့ရှုံးနေစေတာမှတ်ထားပြဿနာဖြစ်လာရင်တင်လို့မရတခုပဲရှိတယ်ဘာလဲဘေးနာမရှိပြလိုက်ငြိမ်ငြိမ်နေ Yes that's itအတာout my ဒီရှင်းဆိုရင်ဆရာကင်းပေါ်သူ့ဖုန်းမိုက်ခရိုဖုန်းမပေးရင်သူစိတ်မကောင်းဒါသူ့ရှင်းဖြစ်နေလို့မူကျွန်တော်ချစ်လို့သူ့စားလာစာtake my the go chila away a pele lai long ye mojo tanje le ho si ba ne mon dai nya ta ko ro on so shin lai long dui po ko ro shin jang da ငြိမ်ဝလျက်နေမည်ကိုရရှင်ကြောက်မယ်
ညင်နေခိုင်းတာဘယ်ကလေးညင်နေခိုင်းတယ်ထင်လို့လဲကဘာဥကလေးอ่ะဩကျွန်တော်ပြောတယ်ဖြစ်အောင်မယ်ကျန်းစာတကယ်ပြောတာဖတ်လိုက်ပါဗျာအိမ်ရောက်လည်းဖတ်မှာမဟုတ်ဆိုကဘာဟေပြဲခန်းကြီးလေးဟေပြဲခန်းကြီးလေးအငယ်တစ်ဟေပြဲခန်းကြီးလေးငယ်တစ်ကျွန်တော်တို့တကယ်ငြိမ်ဝတ်စွာနေစေခြင်းနဲ့ဖခင်တင်းငြိမ်နေဖခင်တကယ်အလုပ်လုပ်ပြီနော်တင်းပူပန်မှုတွေနဲ့ရှောက်လုပ်တဲ့ဟာတွေအားလုံးကအရာတင်းရှုံးနေတယ်နော်အလင်ခါတဲ့အပိုင်းเนี่ยအဲ့ဒါပဲသူများလာပြောကြလှုပ်ချင်နေပြီအရန်လှုပ်ချင်နေပြီလမ်းလှုပ်ချင်ငြိမ်နေလိုက်တင်မှတ်ထားအရန်လှုပ်ချင်နေပြီဆိုငြိမ်လိုက်တော့ငြိမ်နေတဲ့အချိန်ကြတော့မှလှုပ်လိုက်အရာနေသူများလည်းမများလုံးတော့ဒါမချခင်တော့ဒါနေတိတ်တရားထက်လိုက်တာနဲ့နေ3ရက်တွင်းမှာပဲ1000ပြန်မကိစ္စမြန်လုံးဆိုကွာရှိတာလဲ10သိန်းပဲရှိတယ်တိတ်တရားဘာပဲဖြစ်သွားငါအတိုးနဲ့သွားရှုံးမယ်90အဲ့ဒါမလုံးနဲ့ဟေးပြအခန်းကြီးလက်ငယ်တစ်မလုံးနဲ့ငိမ့်နေကိုဘသူဖြစ်လဲဆိုကိုတီကိုကလေကောင်းကြီးရှိပြီသားမတင်အာမင်မထူတယ်ဟိုရွှေလင်းယုံလို့တင်အာမင်မထူတင်လက်ထလို့အာမင်ထူအာမင်လို့နာရွှေလင်းယုံကဲတော့တကယ်ကိုကောင်းမော်ရ yes I am ဆိုပြောနေရမယ်တင်အာမင်ဆိုတင်ကောင်းကြီးရှိပြီသားတင်ကောင်းကြီးရှိပြီသားတင်ကကောင်းကြီးအပြည့်ရှိတဲ့သူဖြစ်တယ်ဆိုတာကိုကျွန်တော်တင်ကိုတင်မဝန်ခံရင်ကျွန်တော်တင်အတွက်ဝန်ခံပေးမယ်တင်ကတကယ်ကောင်းကြီးရှိတဲ့သူဖြစ်တယ်အာမင်မချမ်းပါဆိုလို့ပြန်ပြောမယ်တင်ဟာတကယ်ကောင်းကြီးရှိတဲ့သူဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဘုရားကပြောထားပြီးသားတင်တို့ကဘာလဲတဲ့ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းသောထာဝရဘုရားကောင်းကြီးပေးတဲ့သူဖြစ်လို့ပါတဲ့ဘုရားကတင့်ကိုကောင်းကြီးပေးထားပြီးသားပါအာမင်ဘုရားကတင့်ကိုကောင်းကြီးပေးထားပြီးသားအာမင်တကယ်ကောင်းကြီးပေးထားပြီးသားပြောရ I'm blessed blessing ကတော့ I'm blessed ပေါ့မဟုတ် blessing ပဲ blessed ပြောတာမဟုတ် I'm blessed ငါဒီအထူးကောင်းကြီးရှိတော်သူဖြစ်တယ် I'm blessed အာမင်ငါဒီအထူးကောင်းကြီးရှိတော်သူဖြစ်တယ်အာမင်အထူးကောင်းကြီးရှိတဲ့သူဖြစ်တယ်โอเคထို့ကြောင့်ဘုရားခင်ချမ်းသာတဲ့သူဝင်ရသောအခွင့်ကိုပေးသောဂတိတော်ဒီငါတို့၌โอเคဒီမှာချမ်းသာလို့သုံးတယ်ကွအင်္ဂလိပ်မှာကြတော့ rest လို့သုံးတယ်ခင်ဗျ rest ဆိုတာဘာလဲဟမ် relax လုံးဝ relax အင်္ဂလိပ်လိုရှိတယ်နော်ဒါအင်္ဂလိပ်လိုဖတ်ပါအောင်ဖတ်ပါအောင်ဗလားမိုက်ခရိုဖုန်းလေးပြလိုက်ပါမိုက်ခရိုဖုန်းပြလိုက်အတမရှိတယ်ပြောပါဖတ်တာTherefore, since the promise of entering his rest. Can you read? Let us therefore fear lest a promise being left us of entering into his what? Entering into his rest. Entering into his rest. Any of you should seem to come short of it. See here. Entering into his rest. ဖယားပြင်ဆင်ထားတဲ့ his rest. ဖယားပြင်ဆင်ထားတဲ့ညင်ဝချင်းချမ်းသာညင်ဝချင်းချမ်းသာဒါကြောင့်မင်းအနာယူတတ်ဖို့မင်းဖယားက it is finished ဆိုတာအမှုပြီးသွားပြီဆိုတာဘာလဲဆိုတော့မင်းတကယ်လှုပ်ရှားမလို့ဘူးနော်ငါလှုပ်ပေးပြီးသားမင်းတို့အာမင်ကျွန်တော်တို့မရှိတာမဟုတ်ဘူးကျွန်တော်တို့အတွက်ဖယားတကယ်လှုပ်ထားပေးပြီးသားဟာလေလုယာကျွန်တော်ပြောမယ်သင်ကတကယ်ကြွယ်ဝတဲ့သူဖြစ်တယ်ဆိုတာသင်မသိသေးလို့သင်ကအောင်မြင်တဲ့သူဖြစ်တယ်ဆိုတာသင်မသိသေးလို့ဒါမဲ့ကျွန်တော်ပြောမယ်သင်ကတကယ်အောင်မြင်တဲ့သူဖြစ်တယ်သင်ကဖယားမျက်နှာသာရှိတဲ့သူဖြစ်တယ်သ
တင်ကဖခင်ရဲ့ favor နဲ့တွာလာရတော့သူတယောက်ဖြစ်တယ်တင်လို့သမျှမှာတကယ်ဖခင်အောင်မြင်ခြင်းပေးမဲ့သူတယောက်ဖြစ်တယ်ဆိုတာတင်တကယ်ယုံကြည်ဖို့ဖခင်သခင်တင်ကိုကောင်းချီးပေးပါစေယုံကြည်နိုင်သောသူတယောက်ဖြစ်ပါစေအာမင်ဆိုတော့ဒီမှာပြန်ကြည့်အောင်တော့ချမ်းသာဆိုတာမြန်မာလိုပဲပြန်ဖတ်မယ်ငါတို့ဟာလားဟာလေခန်းကြီးလေးအငယ်1မှာဘာပြောလဲထို့ကြောင့်ဘုရားခင်ချမ်းသာတဲ့သို့ဝင်ရသောခွင့်ကိုပေးသောဂရုတော်သည်ငါတို့၌ရှိရလျက်နဲ့ဆိုတာတော်ကြာနေပြီတဲ့ရှိရလျက်ဆိုတာရှိလျက်ဆိုရင်လည်းတော်အောင်မယ်ရှိရလျက်ဆိုတာဘာဖြစ်လဲရှိတာတော်လေးကြာနေပြီတော်ကြာနေပြီနော်တဲ့ဒါပေမဲ့တင်တို့တွင်အချို့တို့သည်မမီပဲနေမီကိုစိုးရိမ်ကြကုန်အားနဲ့ဒါကျွန်တော်တကယ်ခံစားလို့ပြောနေတာကြာပြီစသွားရအောင်ချမ်းသာတဲ့တော့ဝင်ရတော့အခွင့်ကိုပေးတယ်ဘာကြီးလဲကွခရီးတော်ပြောပါလဲချမ်းသာတဲ့တော့ဝင်ရတော့အခွင့်ကိုပေးတယ်ဘာလဲဆိုတော့ကျွန်တော်တို့တကယ်ဆွဲလိုက်ရမယ်ချမ်းသာတဲ့တော့ဝင်တဲ့တော့ကဘာလဲခရီးတော်အာမင်အာမင်ချမ်းသာတဲ့သို့ဖျားပြင်ဆင်ထားတဲ့ချမ်းသာတဲ့သို့ဝင်ရတဲ့တော့ကပါလေဂတိတော်အဲ့ဒီဂတိတော်နဲ့ဖွင့်ပြီးတော့ဝင်ရတာလေအာမင်ကျွယ်ဝခြင်းနဲ့ဆိုင်တဲ့ဂတိတော်ဖွင့်လေငြိမ်သက်ခြင်းနဲ့ဆိုင်တဲ့ဂတိတော်ဖွင့်လေဝမ်းမြောက်ခြင်းနဲ့ဆိုင်တဲ့ဂတိတော်ဖွင့်လေတင်ဝမ်းမြောက်ခြင်းရှိနေတဲ့၍ဘယ်တော့မှယောဂဝင်လာစရာအကြောင်းမရှိဘူးတင်အထဲမှာဒါကြောင့်သခင်ဖျား၌ဝမ်းမြောက်လို့ရှင်ပေါလုအလကားပြောတာမို့ဝမ်းမြောက်တဲ့သူရဲ့အထဲမှာဘာယောဂမှဝင်လို့မရဘူးကင်ဆာယောဂရဲ့အခြေခံအုံမြစ်ကဘာလဲသိလားဝမ်းနေခြင်းစပူပန်ခြင်းအဲ့ဒါကကင်ဆာယောဂရဲ့အစပဲကျမ်းမာခြင်းရဲ့အစကဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းအဲ့ဒါကကျမ်းမာခြင်းပဲဒါကြောင့်ကျမ်းစာထဲမှာဘာပြောလဲဆိုတော့ a cheerful heart is a good medicine cheerful heart is a good medicine cheerful heart ဆိုတော့ရှင်လန်းတဲ့နှလုံးသားကတဲ့ဒီစိတ်ရှင်လန်းတဲ့နှလုံးသားကတဲ့အကောင်းဆုံးဆေးဖြစ်တယ်နော်တဲ့တော့ဘုရားလကားပြောတာမို့ rejoice in the Lord always not sometime rejoice in the Lord always and again I say rejoice ကျမ်းစာထဲမှာ and again လို့ပြောလိုက်ရင်သင်သတိထားတော့အယံကိုအရေးကြီးတယ် rejoice in the Lord always and again I say rejoice you don't have to worry about anything တင်ပါမဆိုရင်စရာပူပန်စရာမရှိဘူးညီကိုမောင်မတို့ဘာဖြစ်လို့ဆိုတော့တင်းရဲ့ဆင်းရဲခြင်းအတွက် तू ကဆင်းရဲခံပြီးသွားပြီ hallelujahတင်ပြစ်ပယ်ခံရမယ်အရေးအတွက် तू ကပြစ်ပယ်ခံခဲ့ပြီဘယ်လောက်ပြစ်ပယ်ခံလဲကြည်လဝကတဲ့မှာအဖကျွန်ုပ်ကိုဘဲကြောင့်စွန့်ပစ်တော်မူရသည်ဆိုတာတင်စွန့်ပစ်မခံရဘူး तू ကစွန့်ပစ်ခံခဲ့ပြီးတဲ့အတွက်ကြောင့်ဖခင်ကတင်ကိုဘယ်တော့မှမိဘမဲ့ကဲ့သို့စွန့်ပစ်တော်မှာမဟုတ်ဘူးတင်အတွက်ယေရှုစွန့်ပစ်ခံခဲ့ပြီးသားဒါဆိုတော့အတိတ်ပဲပါလေ revelation လာပြီအတိတ်ပဲပါလေဘုရားတင်ကိုစွန့်ပစ်လို့မရတော့ယေရှုကစွန့်ပစ်ခံပြီးပြီယေရှုကိုရထားတဲ့တင်ရဲ့တတ်တာကဘုရားအမြဲတမ်းပြောစကားပါလေ I am with you တင်တဲ့ငါတို့အမြဲတမ်းရှိတယ်ဘုရား Emmanuel mean what God is with us ဒီစိတ်ချစမ်းပါတင်ကိုဘယ်တော့မှဘုရားပြစ်လို့မရတော့ဘာဖြစ်လို့လဲဆိုတော့တင်အတွက်ယေရှုပြစ်ပယ်ခံပြီးသွားပြီယေရှုခရစ်တော်ဖြစ်ဘုရားခင်အသင်ကိုပြောလဲ I will never leave you nor forsake you ငါမင်းကိုဘယ်တော့မှပြည့်ဒါဆိုတင်လုံးဝ confidence ရှိလိုက်စမ်းမအဲ့ဂရိတော်ငါမင်းကိုဘယ်တော့မှမပြစ်ဘူးလို့ဂရိပေးထားပြီးတင်လုံးဝစိတ်ချမှာပါလဲငါနဲ့တူဘုရားရှိတယ်ပြောငါနဲ့တူဘုရားရှိတယ်အာမင်
ဖျားခင်ငါနဲ့တူရှိမှတော့ငါပြုသမျှမအောင်မြင်ဘူးလားအောင်မြင်ပြီလေဘယ်သွားအောင်မြင်ပြီလေတင်အမြဲတမ်းမှတ်ထားတင်နဲ့တူဖျားခင်အမြဲတမ်းရှိတယ်ဘယ်သွားအောင်တင်နဲ့အတူဖျားရှိတယ်ဆိုတဲ့စိတ်ချမှုတင်ရှိရင်တင်တကယ်အောင်မြင်လာလိမ့်မယ်ကြီးမားသောအောင်မြင်မှုရလာလိမ့်မယ်တန်တရားမရှိနဲ့တင်ဖျားသခင်တင်တဲ့အတူမရှိတော့ဆိုတော့တန်တရားဝင်လာအဲ့ဒီတန်တရားကိုမယုံနဲ့အဲ့ဒါစာတန်လာထည့်ပေးတာတန်တရားဆိုတာစာတန်လာထည့်ပေးတာယုံကြည်ခြင်းဆိုတာဖျားပေးတာတန်တရားဆိုတာစာတန်လာထည့်ပေးတာယုံကြည်ခြင်းဆိုတာဖျားခင်ထည့်ပေးတာမှတ်ထားညီကိုမောင်မတို့တင်းကိုတင်တန်တရားတွေဖြစ်လာပြီဆိုစာတန်တင်းကိုလာထည့်နေပြီလုံးဝမယုံနဲ့ပြောလဲငါနဲ့မဆိုင်ဘူးကြောက်ရှင်ငါနဲ့မဆိုင်ဘူးဆုံးရှုံးခြင်းငါနဲ့မဆိုင်ဘူးဆုံးရှုံးခြင်းငါနဲ့မဆိုင်ရေးပြောလိုက်စမ်းဆုံးရှုံးခြင်းကငါနဲ့လုံးဝမဆိုင်ဘူးဒါဆိုတင်ရဘာလို့လဲ135ခုမြောက်စာလအငယ်15တင်ရဘာလို့လဲကျွန်တော်တို့ကဘာလို့လဲကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းသောထာဝရဘုရားကောင်းကြီးပေးသောသူဖြစ်တယ်တဲ့ဆိုတော့ဒီနေ့မှာအရာယူသွားလိုက် Who are you I'm blessed. Come on. မေးတဲ့လူတော်မှာရှက်သွားတယ်လို့ခံစားတယ်။တင်ဘသူလဲလို့မင်းတင်ကပြောလိုက်စမ်းပါကျွန်ုပ်ဒီကောင်းကြီးခံရတော်သူဖြစ်တယ်။အာမင်။တင်ကဘသူလဲခင်ဗျာ။ No ရှင်ပါလေပို့ပြီးတော့မှပြောလိုက်စမ်းပါအာမခံရှာပြည့်နဲ့ပြောလိုက်စမ်းပါတင်ကဘသူလဲခင်ဗျာ။ရှင်တော်ကကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ဖခင်ကောင်းကြီးပေးတဲ့သူဖြစ်တယ်ဗျာလို့ရဲပြောလိုက်စမ်းပါရဲပြောလိုက်စမ်းပါရဲစာနာလာပြောလိုက်မယ်အဲ့ဒီစာနာကောင်းတဲ့ကောင်မဟုတ်အဲ့ဒီစာနာမနေရှောက်ပြောနေနေဘာမှရှိတဲ့ကောင်မဟုတ်မင်းဘေးနာနဲ့အတွေးခေါ်လာထဲပြီနင်ဒီကိုမလာခင်တော့မှနေဘာလို့ရှောက်ပြောကနေတိတာပဲနေဒေါသထွက်ပြလာခါလေမဟုတ်ဘူးလားမှတ်ထားတင်ယုံကြည်ခြင်းနဲ့ပြောတဲ့စကားကိုပဲဖခင်စိတ်ဝင်စားတယ်တင်ယုံကြည်ခြင်းနဲ့ပြောတဲ့စကားကိုပဲဖခင်စိတ်ဝင်စားတယ်နောက်တစ်ခုထပ်ပြောမယ်ဖခင်ကအတိတ်ကိုလုံးဝစိတ်ဝင်စားဘူးအနာဂတ်ကိုစိတ်ဝင်စားတဲ့ဖခင်ရှင်ဖြစ်တယ်အာမင်အတိတ်ကိုဘယ်တော့မှစိတ်မဝင်စားတဲ့ဖခင်ကကျွန်တော်တို့ရဲ့ဖခင်ဗျပြဿနာကအတိတ်ကိုစိတ်ဝင်စားတာစာတန်တင်ရဲ့အတိတ်ကအဟောင်းကိုပြန်ပြီးတော့ပြန်ဆွပြီးတော့ခေါ်လာရှင်တာအဲ့ဒီကောင်မကောင်းဘူးအတိတ်ကိုစိတ်ဝင်စားမှာတော့ခမရဖျားသခင်လူသက်သမားပေါလုရှောလူကနေပေါလုပြောင်းသွားလူကိုသုံးမှာမဟုတ်ဘူးဗျာသူ့အတိတ်ကမကောင်းဘူးသူလူသက်သမားဗျာဒါပေမဲ့အတိတ်ကိုစိတ်ဝင်စားအနာဂတ်မှာတပါးမျိုးသားတွေလင်းစေဖို့ရန်အတွက်ဖျားသခင်ကအသုံးပြုလို့ရတယ်ဆိုတာသိတဲ့အခါမှာသူ့ကိုဖျားခင်ရှယ်ချင်းမြောက်တာသင်ကိုလည်းဖျားသခင်ရွေးချယ်ထားပေးတာသင်ကိုဖျားခင်ကြီးတော်ဒီထဲမှာမှုတော်ဆောင်နေအောင်မြင်မဲ့မှုတော်ဆောင်နေအများကြီးကျွန်တော်တွေ့နေရတယ်ဟာလေလုယာဟာလေလုယာကဘာနဲ့အဝါမှုတော်ဆောင်မဲ့သူတွေဟာလေလုယာဒီထဲမှာဖျားခင်ပြင်ဆင်ထားတယ်ပြင်ဆင်ထားပြီတင်းအတွက်ဆိုရင် I receive it လို့ယူလိုက်စမ်းပါ I receive it amen ဒီထဲမှာဟိုဒီထဲမှာစီးပွားရေးနဲ့ပတ်သက်တဲ့အောဘွယ်ကဘာနဲ့ချီပြီးတော့လုံးမဲ့ entrepreneur businessman businesswoman တွေအများကြီးရှိတယ်ယေရှုနာမနဲ့ချီးညတယ်အောင်မြင်တဲ့စီးပွားရေးသမားတွေဖြစ်ကြောင်းယေရှုနာမနဲ့ချီးညတယ်ပြောလိုက်စမ်းပါ I receive it amen hallelujah amen ကျွန်တော်ယုံကြည်တယ်ဗျရဲပြောရဲတဲ့သူတွေဖြစ်ပါစေသူများရှောက်ပြောလိမ့်မယ်မင်းတို့ရှောက်မလားဘာညာပြောလိမ့်မယ် no ကျွန်တော်ကလည်းလိုက်ဆိုရအောင်ထာဝရဘုရားသည်ငါကိုမဇတော်မူသည်ဖြစ်၍လူသည်ငါ၌ပြုနိုင်သမျှကိုငါမကြောက်ဟုငါတို့သည်ရဲရင်သောစိတ်နဲ့ပြောဆိုရသောအခွင့်ရှိကြ၏ထာဖျားသည်ငါတို့မဆတဲ့ဖျားဖြစ်တဲ့အတွက်ကြောင့်နဲ့လူကဘာမှကြိုက်တာလာပြောကြိုက်တာလာကျိန်ဆဲမထိစေရဘူးဘာဖြစ်လို့လဲဆိုတော့လူရဲ့ကျိန်ဆဲခြင်းကဖျားရဲ့ကောင်းကြီးကိုရှင်လို့မရလို့ဗျဟာလေလုယာလူရဲ့ကျိန်ဆဲခြင်းကဖျားရဲ့ကောင်းကြီးနဲ့ရှင်လို့မရဘူးကျိန်ဆဲခြင်းဒီလောက်မှရက်နေဖျားကောင်းခြင်းလောက်မှရှင်လို့မရဘူး Nothing can compare with the blessing of God
hallelujah တင်ရကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ဖခင်ရဲ့ကောင်းချီးပေးတဲ့သူဖြစ်ပြီးသားဘသူကတင့်ကိုချိန်ဆလို့ရမှာလဲလို့ဘသူကဆွဲချလို့ရမှာလဲလို့ဣသလလူမျိုးတွေကိုဖခင်ကောင်းချီးပေးထားတဲ့ကိစ္စကိုဘာလက်ဆိုတဲ့ဘယင်ကနေပြီးတော့မှဘာလန်ဆိုတဲ့ prophet ကိုခေါ်ပြီးတော့ချိန်ဆခိုင်းနေလေဒါနဲ့ဘာလန်ကရောက်လာတော့ဘာပြောလဲငါချိန်ဆလို့မရနိုင်ဘူးဖြစ်နေတယ်တဲ့ဘာဖြစ်လို့ဆိုတော့ဤလူမျိုးကဖျားကောင်းကြီးပေးထားတဲ့လူမျိုးဖြစ် hallelujah ပြောစမ်းယေ I am blessed ဘသူအဖြစ်တင်ကောင်းကြီးရှိတာတင်ကြောင့်တင်ကောင်းကြီးရှိတာမဟုတ်ဘူးယေရှုကြောင့်တင်ကကောင်းကြီးနဲ့ထိုက်တန်တော်သူဖြစ်သွားတာ It's not because of you because of Jesus because of Jesus you are worthy you are worthy you are worthy တင်ထိုက်တန်တော်သူဖြစ်သွားပြီဘယ်သူမှတင်ဆွဲချလို့မရအောင်ဘယ်သူမှဆွဲချလို့မရစေအောင် I'm blessed. I'm blessed. I am blessed. Hallelujah. I am blessed Lord. Need I walk on it do it that starting with my music chasama. Need say I am blessed.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  So think walk kindly. Machake matimi into my goodness and mercy shall follow me all the days of my life. Wherever you go, all the blessing will follow after you. Whatever you do, all the blessing will follow after you. Goodness and mercy shall follow you all the days of your life. That's it. That's it. Payane confident apishi like sama. Hello. Okay, that's what you mean. Babilo kaunji mingrati ushisi chinale bio. Paya. Huh? Tia loka dari upian le kaunji sitwa sile du paya pisi chinale. Loka dari ne pian miaware du ma pisi chimule. Loka dari tino pian chibroma achaya me tino channel of what blessing piare kwingo piaga piensen tabida. Piaga nama bonji base. Piaga nama bonji base. Hallelujah. တောက်တဲ့ဆုံးရှုံးခဲ့တဲ့အရာတွေအစတရားဖျားရှင်ပြန်လဲပြီးပြင်ဆင်ပေးပြီဆိုတာယေရှုနာမနဲ့ကျွန်တော်ကြေညာတယ်အာမင်ဟာလေလုယာဟာလေလုယာဟာလေလုယာတောက်ချမ်းသာတဲ့ဝင်ရတော့အခွင့်ကိုပေးတော့ဂတိတော်ဟာငါတို့နဲ့ရှိပြီးသားညီကိုမောင်မတော်ဘယ်ရဲတိလားကဘာဦးကပင်နဲ့နောက်မှချိန်ရှိမှတင်ပြန်ဖတ်ကြည့်ဟေဘရဲခန်းကြီး၄မှာကဘာဦးကလေးကပင်လင်ဖခင်ကပြင်ဆင်ထားပြီးသားဒါမဲ့ကျွန်တော်တို့ကမဝင်စားဘူးဘာကြောင့်လဲမယုံနိုင်လို့တဲ့ပြောဘာဖြစ်လို့လဲမယုံနိုင်လို့ငါမထိုက်တန်ဘူးဘာလို့မထိုက်တန်ရမှာလဲယေရှုအဖင်တင်ထိုက်တန်ပြီလေတိပါတာတော့တင်ထိုက်တန်မှာပဲဟုတ်မလဲဒါမဲ့ယေရှုအဖင်တင်ထိုက်တန်ပြီသားဟာလေလုယာယေပြောစမ်းမှာ I am blessed ယေပြောစမ်းမှာ I am blessed ငါအသုံးမကျဘူးဆိုတဲ့စကားတွေဒီနေ့စပြီးရပ်လိုက်တော့စပြော I am blessed ငါဘာမလုပ်နိုင်ဘူးဆိုတဲ့စကားတွေရပ်လိုက်တော့စပြော I am blessed ငါအလကားကောင်ရှောက်မပြောနဲ့ဒီနေ့စပြော I am blessed yay ရှောက်မပြောနဲ့တော်ပြီမဟုတ်တဲ့ဟာတွေခံစားချက်ကနေဖြစ်လာတဲ့စကားတွေကိုပိတ်လိုက်ဒီနေ့ဆောက်တော့ယုံကြည်ခြင်းစကားတွေစတင်ပြီးတော့ပြောတဲ့သူတွေဖြစ်ပါစေခံစားချက်စကားတွေကိုရပ်လိုက်ယုံကြည်ခြင်းစကားတွေစပြောမယ်အာမင်အာမင်ခံစားချက်စကားတွေပါလဲရပ်လိုက်ယုံကြည်ခြင်းစကားတွေစပြောမယ်တင်ယုံကြည်တဲ့အတိုင်းတင်ပြောတယ်တင်ပြောတဲ့အတိုင်းတင်ရတယ်ဒါပဲအာမင်စမယ်ဒီ conference မှာ
တင်ရသွားမယ့်အရာတော့ခံစားချက်နဲ့ထွက်လာတဲ့စကားတွေအားလုံးရပ်ပြီမပြောဘူးလကလာဒုက္ခပေးနေစကားတွေတကယ်ပြောရညီကောင်မောင်တို့ကျွန်တော်ရှောက်ပြောရဖြစ်ဦးမယ်34ခုမြောက်သောစာလံအငယ်7ကြည့်ကျွန်တော်ထောင်ထဲမှာနေတော့ကျွန်တော်ရေးလဲနှုတ်ကပတ်တော်တွေကျွန်တော်ထဲမှာရေးလဲထည့်တာကျွန်တော်ထည့်ထားတာရေးလဲမိုက်သွားပြီခုကျွန်တော်တရားဟောရင်ကျွန်တော်ကျမ်းစာမကင်တော့ကျွန်တော်ထဲမှာရှိတဲ့အရာတွေကျွန်တော်ထဲမှာဖြစ်တဲ့အရာတွေကကျွန်တော်အဲ့တန်ဝန်ခံတာလေကျွန်တော်ထောင်ထဲမှာကျွန်တော် share ဝန်ခံတာတယောက်တည်းဘယ်မှလည်းသွားလို့မရတော့တန်နိုင်ထဲကနေကျွေးတာဒီလိုလေးပတ်လိုက်ရင်ပြီးသွားပြီဒါလေးပဲတုံးဒါအဲ့ဒီထဲမှာကျွန်တော်ရေးလဲငါဂရိတော်တဲ့ဝင်စားတော့မှာဟာလေလုယာဟာလေအစိုးဆုံးအချိန်မှာတင်ခံစားချက်တွေရှောက်မပြောနဲ့ယုံကြည်ခြင်းစကားကိုပြောတတ်လာရင်တင်ရတတ်တော်ဘုရားသခင်မြင်မှုန့်ထဲကနေရေးလဲချီးမြှောက်ပြီးတော့ရေးလဲချီးမြှောက်ပြီးတော့ကောင်းချီးပေးတဲ့ဘုရားရှင်ဖြစ်တယ်ဗျာဟာလေလုယာပြောမျှော်လင့်လဲဝမ်းမြောက်မယ်ဘာကိုမျှော်လင့်တာလဲဂရိတော်ကိုမျှော်လင့်ရမယ်ဂရိတော်မျှော်လင့်ပြောဂရိတော်မျှော်လင့်မယ်ပြောဂရိတော်မျှော်လင့်မယ်ဖခင်ရဲ့ဂရိတော်မျှော်လင့်လို့သင်ဘယ်တော့မှရှက်မကွဲစေရအောင်ဖခင်တာဝန်ယူတဲ့ဖခင်ဖြစ်တယ်ဟာလေလုယာနှုတ်ကပတ်တော်ဘယ်မှာလဲထာဝရဘုရားကိုမျှော်လင့်တော်သူတို့မကအားပြေကြလိမ့်မည်လို့ပြောတယ်ဖခင်ရဲ့ဂရိတော်မျှော်လင့်တဲ့သူဘယ်တော့မှအရှက်မကွဲစေရဘူးဗျာအာမင်မရယောမကျွန်တော်ဘယ်ကြမ်းပဲပြောလိုက်လဲခုနကဇာ34ငယ်7နဲ့မသွားသေးနဲ့လေယောမအခန်းကြီး9အငယ်9မြန်မြန်လေးသွားမယ်ယောမအခန်းကြီး9အငယ်9ပြန်စာလံ34သွားမယ်ကျွန်တော်ကလေလာပြီမပြောတော့ဘူးထိုမျောလင့်ခြင်းသည်ရှက်တွေ့လားဖះကိုမျောလင့်တဲ့သူကဘယ်တော့မှရှက်မခွဲစေရဘူးဗျဖះဂတိတော်ဆွဲလာတဲ့သူကနည်းနည်းကြာကောင်းကြာမယ်ဒါပေမဲ့အချိန်ရောက်လာတဲ့အခါမှာတတ်သေးခံเสียနဲ့ဘုံတော်ထင်ရှားเสียသူများကြည့်ပြီးတော့အားရှเสียဖြစ်ရတဲ့အထိဖះကောင်းချီးပေးတယ်ဗျကျွန်တော်အတန်ကြားခြင်းနဲ့ယေအဲ့ဒီအောင်မြင်ခြင်းနဲ့ကြွေးကြော်တန်းနေကျွန်တော်ကြားခြင်းနဲ့နောက်တစ်ခါယေဟာလေလုယာမကြီးထိုမျောလင့်ခြင်းဒီရှက်ကြောက်เสียအကြောင်းနဲ့အဘဲကြောင့်ဒီဟူမူကငါတို့ကဖေးတော်မူသောတန်ရှင်တော်ဝိညာဉ်တော်ဒီဖျားခင်ပြစ်တာတော့ငါတို့စိတ်နှုတ်ထက်သို့ဘယ်တော့မှဖျားအောင်မျောလင့်တဲ့သူအရှက်ခွဲเสียအကြောင်းဒါပေမဲ့တခုရှိတယ်မျောလင့်နဲ့ပြောတယ်ရှောက်ရှောက်မပြောနဲ့ပေါက်ခဲ့ရတယ်ဟယ်လိုဖျားလုံးမယ်ဆိုတော့တိပါတယ်ဒါမဲ့မရှိဘူးဒါပေမဲ့မရှိဘူးခံစားချက်တွေအခွင့်မပေးပါနဲ့34ခုမြောက်သောစာလံအငယ်7နဲ့ရှာခရာဘာတင်းတို့အနာဂတ်မှာဟိုစားပေါက်ကြရတယ်မတွေ့ချင်ပါဘူးကောင်းမွန်တဲ့အရာတွေတွေ့ချင်တာပဲမဟုတ်လားပြောအနာဂတ်မှာတင်ရှယ်တွေမမြင်ရှင်းဘူးလားမနေ့ကတို့ဒါလိုလောက်ခဲ့သေးတယ်ဘာလဲရှေးမှာမြင်နေရပြီဘာညာနဲ့ဆိုလိုက်တယ်ဘာမြင်လဲပြောမသိဘူးဆရာမရဘူးမြင်နေရပြီဘာမြင်လဲသားမသိဘူးသားလေမရအောင်ဥစ္စာလို့ဖြစ်နေမယ်ကျွန်တော်မြောင်းမြမှာ1998ခုနှစ်ကကျွန်တော်မြောင်းမြမှာကျွန်တော်ကျန်းသာသွားတင်ရွှေဓာကုန်းဆိုတဲ့နေရာမှာကျွန်တော်ကျန်းသာသွားတင်ကျွန်တော်မှတ်မိတယ်အဲ့ဒီရွှေဓာကုန်း1998ခုနှစ်ကျွန်တော်ငါပြည့်ရင်နဲ့တမာရွက်နဲ့ကျွေးတဲ့ရွာအဲ့ညနေမှတ်ထားတယ်ကျွန်တော်ဟင်းလာမယ်ဆိုတော့ထိုင်ဆောင်တာလုံးဝဟင်းမလာတော့အဲ့ဒါသူတို့ဟင်းပဲတဲ့အရန်ခံစားခဲ့ရတယ်ဆိုပဲတမရွက်ဒါပေမဲ့တမရွက်ကကျမကြီးကောင်းတယ်စားပလိုက်တယ်
就别吧。哎，你学打工嘛？就那讲着听了。啊，老面是没比得干啦。别是高面前神经家呀哦。但是啊，老面是没，哎你讲了没啦？老牛，你这要被人们你都讲到了，大把撇大的。是啊，就那面是没来耶。Jackie Chan 我面那些，把这多的伢老都 Jackie Chan 搞其他的多讲，后来伢老把 video 的说是的嘞，爱看的嘛，说哦，但伢老其他的 Jackie Chan 搞，伢老背来 Jackie Chan，说都没面前了都变混了，这老面了都变背，这老的都为都到这都这老面了变背，背到 Jackie Chan 面变混，得为哪对，都谁的年哪都。大把面来说，把么面些Jackie Chan的下锅的面里呀，是了，对我来没钱的面里呀，比得先说了，把面嘞，你别拉面的什么好不？你妈把对下来去，刚门到哎呀个，对，你米啊讲呢，米侬对钱的说言呢 ，come on， 啊，得先钱的这个，刚门的哎呀，对了，没碰到的。啊，大把先前人呢，对吗？啊，得先前的话，你也搞了，你也搞了，当大路前头都没地干的，小小目标来的，哎，路来讲啥目标不？对，当大路前头都没地干的，十多嘛。过下个没讲到哎呀呢，见谁了的？嘿，พยากาเลยเต็นดูดิส่งตัวเลยနှုတ်ရတကူဖျားပြန်ပေးခြင်းနဲ့တင်းတို့လေးလာဘူးလားမသိညီကိုမောင်မတို့ရဲ့ကျမ်းစာထဲမှာဖျားလူကိုကောင်းကြီးပေးတဲ့အခါမှာလေအဲ့ဒီတရှိတတ္တဝါတွေနော်တားရင်တားရဲအကုန်လုံးအပေါ်မှာအုပ်ဆိုးရတဲ့အခွင့်ကိုတို့ပေးတာစနာကြဆိုတော့အခွင့်အာဏာဘာထင်လို့လဲတားရင်တားရဲဆိုတော့ချင်းတဲ့ကိုတွေ့ရင်အာဒံကနေပြီးတော့မှခွေးလေးတစ်ကောင်လို့ပုတ်လို့ကစားလို့ရတယ်တကယ်ကစားလို့ရတယ်ဝတ်ဆိုဝတ်ထိုင်ဆိုထိုင်ထဆိုထအခုတင်ချင်းတဲ့ကိုသွားပြီးတော့ထိုင်လို့ပြောရင်你ခေါ်တော်မူချင်းခံရမယ်ခင်ဗျာတဘောပေါက်လာမသိအဲ့ဒါဘာဆုံးရှုံးသွားလဲဆိုတော့ authority ဆုံးရှုံးသွားတာလေကျမ်းစာတင်ချပြန်ပါအခွင့်အာဏာတကိုတားရင်တားရဲတော့အုပ်ဆိုးရတဲ့အခွင့်ကိုပေးတဲ့အရာရခဲ့တဲ့အသားနဲ့အခုတော့မှဆုံးရှုံးသွားတယ်ဘာကြောင့်လဲရှောက်ပြောလို့လေရှောက်ပြောတယ်ဘယ်လိုပြောတာလဲစာတန်ကအဲ့ဒါပဲလာပြီးတော့ဇကနာလာထိုးနေတာကပောက်ချခန်းကြီး3အငယ်3လောက်ကနေစာဖတ်မယ်โอเคနှစ်ကနေဖတ်မယ်ကွာနှစ်ကနေဖတ်မယ်မိမကလည်းငါတို့ဒီဥယျာဉ်၌ရှိသောအပင်တို့၏အသီးကိုစားသောအခွင့်ရှိတယ်ဒီလိုလို့ story အားလုံးသိရလေတစ်ကနေပဲဖတ်လိုက်တော့ကျေးဇူးတင်တယ်โอเคတစ်ကိုဖတ်မယ်ငွေဒီထာဝရရှင်ဘုရားခင်ဖန်ဆင်းတော်မူသောမြေတိရစ္ဆာန်တကောက်ထက်လိမ္မာသည်ဖြစ်မိမအားသင်တို့သည်ဥယျာဉ်၌ရှိမြအပင်တို့အသီးကိုမစားရဧကန်စင်စစ်ဘာဖြစ်လဲဖယားသခင်တစ်ကိုပြန်သွားပေးပါဧကန်စင်စစ်ဖယားသခင်မိန်တော်မူသလောဖယားကပြောထားပြီးသားစကားကိုထပ်ပြီးတော့မှတင့်ကိုတန်တရားဖြစ်အောင်မိကုန်းနေတိတ်များရင်လေတင်တတိထားတော့တင်တိတ်အာယုံအနောက်မခံတော့နဲ့မိကုန်းတိုင်းကိုဖြေဖို့တင်ကလူဖြစ်လာတာမဟုတ်ဘူးမှတ်ထားလူတော်များတင့်ကိုမိကုန်းပေါင်းမြောက်များစွာမေးရင်တင်မဖြေနဲ့အဲ့ဒါတင့်ကိုတန်တရားပွားအောင်လှုပ်စေတဲ့အရာတွေထဲမှာအဲ့ဒါအများကြီးပါတယ်နေတကယ်လုံးမလားဒီစီးပွားရေးလုံးမပါဆိုနေတကယ်လုံးမလားအေးလုံးမယ်လေနေတကယ်လားဘာဖြစ်လို့လဲတန်တရားဖြစ်လာပြီတန်တရားဖြစ်လာဟိုတော့တကယ်လုံးမယ်ဆိုနေတကယ်လုံးမလား
လုံးမယ်လေနင်းကဒီစီဝါယိုနင်းဒီစီဝါယိုနင်းအမသွားပြီသူနင်းဘလို့ထင်လဲအမချာလဲသွားပြီနင်းဘလို့ထင်လဲငါထင်ရတော့နင်းမလွယ်ဘူးထင်တယ်နော်ဟုတ်လားညဖျားခင်ပြဆူတောင်းလိုက်အောင်နင်းငါဆူတောင်းပြီးသားလေနင်းကျေးတရားပြဆူတောင်းမှာဟဲ့အစာလေးပါလေးရှောင်းအောင်နင်းလားအဲ့မှာသွားပြီသူမှ confidence မရှိတော့ဘူးမရှိတော့မေကုန်းနေတိတ်များလာရင်တင်းအုံနောက်တင်းလျှောက်တယ် no တောင်းတင်သတိထားဥယျာဉ်၌ရှိမြောက်အပင်တို့အတီးကိုမစားရောက်ဧကန်စစ်ဖျားမိန်တော်မူသလိုတဲ့ဆရာလာပြောပြီမစားပါနဲ့လို့ပြောတဲ့ကိစ္စကိုတကယ်ပြောလို့လားတဲ့ဒီပြောထားတဲ့ကိစ္စကိုပဲတကယ်ပြောလို့လားတဲ့ပြောထားပြီလေပြောထားပြီတော့နင်းနဲ့မဆိုင်လို့ဖယ်လိုက်မယ်ကိစ္စကိုမဖယ်နိုင်ဘူးဆက်သွားနဲ့ပြန်มาဖြေလိုက်သေးတယ်မှတ်ထားတင်တတိထားတင်ဖြေတဲ့လူကတင်အတွက်ကောင်းကြီးမဖြစ်စေရင်တင်မဖြေနဲ့တင်အဖြေကအရေးကြီးတယ်မိကွန်းတဲ့ကိုတင်မဖြေနဲ့တင်အတွက်မကောင်းဘူးအငယ်နှစ်ကိုသွားပေးပါမိမကလည်းငါတို့ဒီဥယျာဉ်ရှိသောအပင်တို့ရဲ့အသီးကိုစားတော့အခွင့်ရှိတယ်ဆက်သွားဥယျာဉ်အလယ်၌ရှိသောအပင်ရဲ့အသီးကိုတင်တို့ဒီမကိုင်မစားဘဲနေကြလို့သို့မဟုတ်တိမ်မြူဖျားခင်အမိန်တော်ရှိသူမွေအားဆိုရင်ဆက်သွားမွေကလည်းတင်တို့ဒီဧကမှာတရားမည်ဖျားကတရားမယ်လို့ပြောထားပြီးတော့ဧကမှာတရားမည်မဟုတ်တယ်ဖျားစကားကိုအမြဲတမ်းတန်တရားလာထဲတာကစာတာကျွန်တော်တို့ရဲ့ကောင်းကြီးမင်္ဂလာလဲဖျားစကားကိုဝန်ခံခြင်းကယုံကြည်ခြင်းကကောင်းကြီးစာတန်ကလည်းပဲဖျားစကားကိုလုံးဝယုံသွားမှောက် तू ကလုံးဝမကြိုက်တဲ့အတွက်ကြောင့်တန်တရားလာထဲ့တာအမြဲတမ်းဆက်ကြည့်အောင်အကြောင်းမကထိုတီကိုစားတော်နေတဲ့သင်တို့ဒီမျက်စိပွင့်လင်းတဲ့ကောင်းမကောင်းကိုသိ၍ဖျားသခင်ကဲ့သို့ဖြစ်ကြလက်တန်ဒီကိုဖျားခင်သိတယ်ဖျားသခင်ကဲ့သို့ပြောရင်ဖျားသခင်ကဲ့သို့ဖြစ်ကြလက်တန်ဒီကိုဖျားခင်သိတယ်တဲ့မကြည့်ဖျားသခင်ကဲ့သို့ဖြစ်မယ်ဆိုတာဖျားသိတယ်တဲ့ဟုတ်ပြီနော်ဖျားသခင်ကဲ့သို့မင်းတို့ဖြစ်မှာတဲ့ဖျားသခင်ကဲ့သို့မင်းတို့ဖြစ်မှာတဲ့ကပ္ပဦးကျမ်းခန်းကြီး1ငယ်26မှာဖတ်ရအောင်ခဏလေးဖျားသခင်ကဲ့သို့ဖြစ်မှာတဲ့မရနော်ဖျားသခင်ကဲ့သို့ဖြစ်မှာကပ္ပဦးကျမ်းခန်းကြီး1ငယ်26မှာတင်းရဲ့ဖြစ်ချင်းတင်မသိရင်တင်ကအလိန်ခံရမယ်နော်တင်းရဲ့စိတ်ကတင်းကိုပြန်လိန်ရင်တင်းရှုံးဖို့သာပြင်တာစိတ်ကတင်းကိုလိန်လို့မရပါစေနဲ့တင်းရဲ့စိတ်ကိုပြန်နိုင်တဲ့သူဖြစ်ပါစေစိတ်ကတင်းကိုမနိုင်စေနဲ့တင်းကစိတ်ကိုနိုင်တဲ့သူဖြစ်ဖို့အရေးကြီးတယ် Don't let your mind control you. You are the one who have to control your mind. တင်းရဲ့ဒီစိတ်ကတင်းကိုပြန်နိုင်ခွင့်တမပေးနဲ့စိတ်ထင်တဲ့တင်းအသက်မရှိနဲ့ကျွန်တော်လိုက်ဆိုလူထင်သည့်အတိုင်းမှန်သောလက္ခဏာရှိတော်လေအဆုံး၌တေချင်းတို့ပို့တော်လမ်းတစ်မျိုးတည်းရှိ၏ဖျားသခင်ကပြောထားပြီးသားလူစိတ်ထင်နဲ့တွားရင်အဆုံးမှာတော့တေချင်းတရားပဲမင်းကြုံရလိမ့်မယ်တဲ့အထင်နဲ့တွားခိုင်းတာမဟုတ်ဘူးယုံကြည်ခြင်းနဲ့တွားခိုင်းတာယုံကြည်ဖို့ရန်အတွက်ဖျားကဂတိတော်ပေးထားတယ်အဲ့ဒီဂတိတော်ကတို့ကစားစရာဆွဲလန်းစရာယက်တီစရာဖြစ်ကိုဖြစ်ရမယ်ကပ္ပဦးကျမ်းခန်းကြီး1ငယ်26ကပ္ပဦးကျမ်းခန်းကြီး1ငယ်26 Genesis chapter 1 verse 26တဖန်ဘုရားသခင်ကငါတို့ပုံတန်နဲ့တညီတတန်ဒီလူကိုဖန်ဆင်းကြစို့ငါတို့ပုံတန်နဲ့ပါလေတညီတတန်ဒီလို့ပြောတဲ့အတွက်ကြောင့်ပါလေဖျားကဲ့သို့ဖျားကလူကိုဖန်ဆင်းထားပြီးသားဖြစ်ပြီး
ပြီးသားအရာကိုမဖြစ်တဲ့ကဲ့သို့စာတန်ကလှုပ်ပြီးတော့မှအဲ့လိုဖြစ်ချင်ရင်အဲ့လိုလှုပ်လို့အပိုလာထည့်ပေးတာကိုတို့တွေခံနေရတာတင်ပေါင်းများစွာမင်းကောင်းကြီးဖြစ်ချင်ဒီလိုလှုပ်လိုက်မင်းကောင်းကြီးဖြစ်ချင်ဟိုလိုလှုပ်လိုက်မင်းကောင်းကြီးဖြစ်ချင်ဒီလိုလှုပ်လိုက်မင်းကောင်းကြီးဖြစ်ချင်ရင်မင်းရဲ့အိမ်ကဝက်ကိုပေါ်လိုက်ကောင်းကြီးဖြစ်ဖို့ဘာမှလှုပ်ရှားမလိုဘူးကောင်းကြီးဖြစ်ဖို့ယေရှုကလှုပ်ပေးပြီးသားဘယ်နည်းစတော့သင်ကောင်းကြီးစလဲတိလားယေရှုကိုရတဲ့နေ့ကနေစပြီးတော့သင်ရကောင်းကြီးစပြီ You are blessed Say I am blessed ရိုးတတော့ကောင်းကြီးခံစားတာမဟုတ်ဘူးတစ်နှစ်ပြီးတစ်နှစ်မတူတဲ့ကောင်းကြီးတာ၍ဆိုတဲ့တာ၍ဆိုတဲ့ကောင်းကြီးနဲ့တက်လှမ်းတော့ဘုရားပြင်ဆင်ထားပြီးသားဒီနှစ်တလောက်ကောင်းတယ်နောက်နှစ်တာ၍ကောင်းမယ်မယုံဘူးလားယောဟန်ခန်းကြီး1ငယ်16တူတူဖတ်ရအောင်ဘုရားကတသနာလေးဖန်ဆင်းပြီးသားဘုရားကဲ့သို့ဖြစ်ပြီးသားအဲ့ဒါကိုမင်းကောင်းကြီးဖြစ်ချင်ရင်မင်းဘုရားကဲ့သို့ဖြစ်ချင်အတိကိုစားလိုက်တယ်ဘာမှရှောက်လို့ဆရာမလိုတို့ကောင်းကြီးရှိပြီးသားပြောတို့ကောင်းကြီးရှိပြီလားကောင်းကြီးမင်္ဂလာခံစားဖို့ဟိုဟာလှုပ်လက်ဒီဟာလှုပ်လက်ဟိုဆရာလာပြောလိမ့်မယ်ရှောက်မလုံးနဲ့တင်းရဲ့ကောင်းကြီးယေရှုပဲဩတကယ်ပြောတာဘာဟိုဟာရှောက်လို့ဒီဟာရှောက်လို့ဘုရားခင်မင်းကိုကောင်းကြီးပေးလိမ့်မယ်တဲ့အိမ်ကဝက်နှကောင်တက်ပြီးတော့မှကျွေးလိုက်တယ်အမှုတော်ဆောင်တယ်ပြောလိုက်ပါလားအမှုတော်ဆောင်တွေဝတ်သားစားခြင်းလားကျွေးမယ်အဲ့လိုရှောက်မပြောခိုင်းနဲ့မကောင်းဘူးရှောက်မပြောနဲ့ဝတ်သားစားခြင်းနဲ့ပြောလိုက်ကောင်းတယ်ဘာဖျက်ကောင်းကြီးခံစားခြင်းဝတ်သားချက်လိုက်ဘာရှောက်ပြောမလဲမိုးစုံမအိမ်ကဝတ်သားကိုမစားခြင်းနဲ့ဖွဲ့ရှိတယ်ဘာရှောက်ပြောနာလည်းမသိဘူးအခုဖျားကောင်းကြီးတကယ်ခံစားခြင်းနဲ့ဆိုရင်1000ထဲလိုက်ဒေါ်လာ1000ထဲလိုက်ဘာလဲယေရှုအပြင်ကောင်းကြီးဖြစ်ပြီးသားဘာထဲမှဖြစ်တာမဟုတ်အဲ့လိုပြောရင်မကြိုက်ဘူးမလားတချို့ပုဒ်တော်ဆောင်နေမကြိုက်တော့ကျွန်တော်တီးတယ်ကျွန်တော်ပေးနိုင်လို့ကောင်းကြီးဖြစ်တာမဟုတ်တာကျွန်တော်ကယေရှုအပြင်ကောင်းကြီးဖြစ်လို့ကျွန်တော်ပေးနိုင်တယ်ပြောင်းပြန်မလုပ်နဲ့ပြောင်းပြန်မလုပ်နဲ့ဒီမှာစာတန်ပြောင်းပြန်လုပ်တာမင်းတို့ဖျားကဲတော့ဖြစ်ချင်ရင်အတီးကိုစလိုက်တယ်စလိုက်ဖျားကဲတော့ဖြစ်လိမ့်မယ်ပေါက်ကရဟမ်အလူငွေထဲမှာကောင်းကြီးခံစားတာမဟုတ်ကောင်းကြီးခံစားလို့အလူငွေထဲတာဆယ်ဘို့တဖို့ပေးရင်ကောင်းကြီးဖြစ်မယ်ပေါက်ကရရှောက်မပြောနဲ့အဲ့ဒါကျွန်တော်နဲ့မတည့်ကုန်တာအဲ့ဒါပဲစားပြီ9မိနစ်တည်းလာပြီတန်ဆိုလာပြီ9မိနစ်တည်းမခံနိုင်တော့အဘေကြောင့်ဆိုတော့ကောင်းကြီးခံစားခြင်းအလူငွေထည့်ခိုင်းတဲ့ဖွဲ့တယ်အဲ့ဒါမှားတယ်အလူငွေထိတ်နဲ့ကောင်းကြီးခံစားခရိယန်တွေလောက်ချမ်းသာတဲ့ကောင်ရှိတော့မှာမဟုတ်အပတ်တိုင်းထဲနေတာဟမ်အလူငွေထဲလို့ကောင်းကြီးခံစားရမယ်ဆိုရင်ခရိယန်လောက်ကောင်းကြီးခံစားတဲ့ရှိတော့မဟုတ်အပတ်တိုင်းထဲနေတာတခါလေတစ်ခါထဲတစ်ခါလေနှစ်ခါတစ်ခါလေသုံးခါကောက်တဲ့ဖွဲ့ရှိတယ်ပြောလေအလူငွေထဲ့တိုင်းသာကောင်းကြီးဖြစ်မယ်ဆိုရင်ခရိယန်တွေမစင်ရဲဘူးဘာလို့စင်ရဲတာလဲအလူငွေထိတ်နဲ့ဘာလို့စင်ရဲတာလဲပွဲတော်ကြီးနေ့ဆို2ခါကောက်တယ်ဦးနောနေ့ဆို3ခါနေ့တွေနဲ့ရှောက်ကောက်နေဖွဲ့တယ်အများကြီးရှိတယ်ကျေးဇူးတော်နားလေသွားရင်ဒါတွေမလိုတော့ဘူးတင်ကောင်းလို့ဗလားโอเคကျွန်တော်ပေးလို့ရတာမဟုတ်မဆရာခရစ်ကပြီးတဲ့ရှင်တော့နောက်တာတော့မဟုတ်ပါဘူးဒါပေမဲ့ကိုစာသားလေးထည့်ချင်လို့ပါကျွန်တော်ပေးလို့ရတာမဟုတ်မပြီးတော့ဆရာပါထည့်ချင်တယ်ဟမ်မို့နော်လေဒီတော့ထည့်ချင်တာထည့်လိုက်အောင်ဆရာထည့်လေးဆရာလဲနေပါထည့်ချက်ချင်းโอเคနည်းနည်းစဉ်းစားထားလိုက်ဆရာလာမယ်
နည်းနော်9မိနစ်ချိန်ပေးမယ်ဆရာလေဆိုချင်နေပြီဆွဲလိုက်ဆရာကျွန်တော်လုံးမရတာဟုတ်မဟုတ်တယ်တင်လို့ရလဲမဟုတ်တင်လို့ရတာမဟုတ်လှူနိုင်တန်းနိုင်လို့ရတာမဟုတ်တကယ်ညီကိုမောင်မတော်မြတ်တို့1000ထဲ1000ပြောင်းဝင်မယ်ကျွန်တော်ပြောမယ်စိတ်နာမပါပဲလောဘစိတ်နဲ့ထိန်ဘာမရဘူးမင်းတို့တဲ့စေတနာစိတ်နဲ့မပေးဘူးဆိုရင်ဘာမရဘူးအစတည်းမပေးနဲ့မပေးနဲ့လှူနိုင်လို့ဒေးဗစ်လာချမ်းသာတာမဟုတ်ဘူးပေးနိုင်ကမ်းနိုင်လုံးလို့လဲကြွယ်ဝလာတာလည်းမဟုတ်ဘူးဒါပေမဲ့ယေရှုရတဲ့နေ့ကနေစပြီးတော့မှကျွန်တော်ကြွယ်ဝတယ်ဆိုတော့ကျွန်တော်သိသွားတာငါဤဖျားခင်သည်ဘုံဝနုပေါ်၌တင်းဤဖျားခင်တောင်မဟုတ်ငါဤဖျားခင်သည်ဘုံဝနုပေါ်၌စံပေတော်မူသောစီးစိမ်ရှိသည့်တိုင်တင်တို့အလိုရှိသမျှကိုယေရှုခရစ်အားဖြင့်ပြည့်စုံစေတော်မူလိမ့်မယ်ဘယ်သူအဖြစ်ပြည့်စုံစေမှာလဲဆိုယေရှုကိုရမှာတော့တို့ကပြည့်စုံပြီဗောဒါပဲလားမဟုတ်ယောဟန်ခန်းကြီး1ငယ်16လိုက်ဆိုထိုသူဤပြည့်စုံခြင်းမှလဲဘသူရဲ့ပြည့်စုံခြင်းလဲတင်းရဲ့ပြည့်စုံခြင်းလားကျွန်တော်ပြည့်စုံခြင်းလားဘသူရဲ့ပြည့်စုံခြင်းလဲယေရှုရဲ့ပြည့်စုံခြင်းမှလဲဂျေဇုတစ်ပါး၌လိုက်ဆိုဂျေဇုတစ်ပါး၌ထပ်ဆင့်၍ဂျေဇုတစ်ပါးကိုငါတို့ရှိသမျှခံရကြပြီဟာလေလုယာဂျေဇုတစ်ပါးနဲ့ထပ်ဆင့်၍ဂျေဇုတစ်ပါးငါတို့ရှိသမျှခံရကြပြီကျွန်တော်အမေရိကရောက်တော့ဆရာထန်တော်အဲ့တရှင်းဆိုခိုင်းတော့ကျွန်တော်အရင်ကြိုက်တယ်ထဆင့်ဂျေဇုတော်အော်ရတယ်ကျွန်တော်လည်းတိတ်မဆိုဘူးတယ်မျိုးသူတို့မရသေးထဆင့်ဂျေဇုတော်လုံလောက်ပူရှန်လို့နေမခံနိုင်ပါအဲ့ဒါ3ခေါက်လောက်ဆိုခိုင်းတယ်ဆရာထန်တော်ကျွန်တော်ဒုက္ခပေးတယ်ဆရာမဟုတ်သေးဘူးဆရာမခံနိုင်ပါဖြစ်မှာဆိုလို့မခံနိုင်ပါဂျေဇုတော်ကပေးမြဲပေးစေပေးနေတယ်ကျွန်တော်အမှတယောက်ဆောင်လိုက်တယ်ပေးစေပေးမြဲပေးနေတယ်ကျွန်တော်လှုပ်လိုက်တယ်အဲ့တရှင်းမှာကြည်ထားကျွန်တော်အဲ့ဗီဒီယိုလေးကြည့်လိုက်ဂျေဇုတော်ကပေးမြဲပေးစေပေးနေတယ်အဲ့လေကျွန်တော် post တွေလှုပ်လိုက်တာကျွန်တော်လှုပ်လိုက်တာမရဘူးလားမလုံးနဲ့ဆိုပဲတချင်းဆိုခဲ့တဲ့အချိန်မှာအရန်ဆရာထန်တော့အရန်မောင်းခဲ့တဲ့အတွက်ကြောင့်တရုတ်ဆောင်တဲ့ခါမှာကျွန်တော်ပဲတွေအပြတ်ပေးပလိုက်တယ်ကျွန်တော်ပေးမြဲပေးစေပေးနေတယ်အဲ့လေကျွန်တော်လှုပ်ထားတာတကယ်ပဲကျမ်းစာလေးတရားမဲ့ပြောတယ်ထိုသူဤပြည့်စုံခြင်းမှလည်းဂျေဇုတစ်ပါး၌ထပ်ဆင့်၍ဂျေဇုတစ်ပါးကိုငါတို့ရှိသမျှခံရကြပြီတဲ့ဘယ်သူရဲ့ပြည့်စုံခြင်းကြောင့်လဲထိုသူရဲ့ပြည့်စုံခြင်းဒါကြောင့်ရဲပဲတင်လုံးဝစိတ်ချလိုက်စမ်းပါပဋ္ဌာန်းကြီးကိုမောင်မတို့တင်လူနဲ့တန်းလိုက်လုံးလို့ကောင်းကြီးခံစားတာမဟုတ်ပေမဲ့တင်တကယ်ကောင်းကြီးမင်္ဂလာခံစားလာရရင်မပေးပဲမနေနိုင်တော့ဘူးဘယ်သူဘယ်နေရာမှာဘာလို့အပ်နေလဲပေးခြင်းနဲ့စိတ်ကဖြစ်နေတာဗျအာမင်ကျွန်တော်ကျွယ်ဝဖို့ပေးတာမဟုတ်ကျွန်တော်ကျွယ်ဝလို့ပေးနေတာလေဘသူကြောင့်ကျွယ်ဝတာလဲယေရှုကြောင့်ကျွယ်ဝတာလေပေးကမ်းလို့ကျွယ်ဝတာမဟုတ်ဘူးပေးကမ်းလို့ကျွယ်ဝယေရှုပါလာစရာမလိုတော့ဘူးဒါဆိုတခြားဘာသာဝင်တွေနဲ့တူတူပဲဖြစ်သွားလိမ့်မယ်ပေးကမ်းနိုင်လို့ကျွယ်ဝတာမဟုတ်ဘူးယေရှုကြောင့်ငါတို့ကကျွယ်ဝတာဖြစ်ကိုဖြစ်ရမယ်အာမင်အာမင်ဒီနေ့ဆောက်ပေးကမ်းနိုင်တဲ့သူဖြစ်ကိုဖြစ်ရမယ်ဘသူကြောင့်လဲတင်းဒီရွှဲဝါတော့သူဖြစ်တဲ့ဘသူကြောင့်လဲပေးကမ်းနိုင်လို့လားယေရှုကြောင့်လားယေရှုကြောင့်တင်ကဘာဖြစ်လာလဲကျွယ်ဝတော့ဘာဖြစ်လဲပေးကမ်းနိုင်တဲ့သူဖြစ်လာတယ်ဒါပဲပြောင်းပြန်စားတာလှည့်ပလိုက်တာထိုတီကိုဆိုင်ဖျားခင်ကဲ့သို့ဖြစ်မယ်တဲ့ဖျားခင်ကဲ့သို့ဖြစ်ပြီးသားမင်းတို့လိုလုပ်ရင်ကောင်းကြီးပေးမယ် no ဖျားကောင်းကြီးဖျားကောင်းကြီးဖျားခင်ကောင်းကြီး we are blessed ပြောရအောင် we are blessed ဘေးနာမှာရှိတော့လက်ဆွဲပြောတော့ you are blessed hallelujah
You are blessed ဒီနေ့ဆက်ကြောင်းညီကိုမောင်အားလုံးကျွန်တော်ပြောပြမယ်ဘယ်တော့မှစိတ်တမကြနဲ့ဒီနေ့ဆက်အသင်ဝန်ခံကျွန်တော်ဒီကောင်းငင်နဲ့မြေကြီးကိုဖန်ဆင်းသောထာဝရဘုရားကောင်းကြီးပေးတော်မူသောသူဖြစ်တယ်ဆိုတော့စတင်ဝန်ခံတော်သူဖြစ်ပါစေဘလောက်ချင်းနဲ့ဆိုးရွားနေပါစေဘလောက်ချင်းနဲ့မကောင်းပါစေတပြားမှပတ်စံမရှိနေပါစေစတင်ကြွေးကြော်စမ်းပါ I am blessed Amen ဘေးကလို့ကျွယ်ဝတာမဟုတ်ဘူးဒါပေမဲ့ယေရှုအဖြစ်သင်ကျွယ်ဝတဲ့ခါမှာဘေးကနိုင်တဲ့သူဖြစ်ကိုဖြစ်လာလိမ့်မယ်သင်အမျိုးထဲမှာဘေးကနိုင်ဆုံးသူဟာသင်ဖြစ်လာလိမ့်မယ်သင်မျိုးထဲမှာဘေးကနိုင်တဲ့သူဟာသင်အကျွယ်ဝဆုံးဟာသင်ကောင်းကြီးဖြစ်ဆုံးဟာသင်ဖြစ်လာလိမ့်မယ်ယုံကြည်တဲ့သူ I receive it လို့ပြော1 2 3 Hallelujah Hallelujah စပြီသင်ကောင်းကြီးစပြီသင်ကောင်းကြီးစပြီသင်ကောင်းကြီးစပြီနောက်ဒီနေ့စပြီ34ခုမြောက်ဆက်လာငယ်7နှစ်မှာပြောလဲကောင်းမွန်သောအရာကိုမြင်တွေ့မိကြပြီးတော့ပြောလဲဘာဖြစ်လဲ34ခုမြောက်သောစာလံအငယ်7နှစ်ကောင်းမွန်သောအရာကိုတွေ့မြင်မိအကြောင်းပြီးတော့ပြောလဲအသက်ရှင်ခြင်းနဲ့တကွနေရကာလတို့တောင်းတလို့ရှင်သောသူမိဒီကဘာလို့မလဲမိမိရှာကိုဘာလို့လဲမကောင်းသောအရာနဲ့မိမိရဲ့ရှာကိုဘာနဲ့ကင်းစရာမလဲမကောင်းတဲ့အရာတွေတင်စပြောစရာအကြောင်းမရှိတင်နဲ့မကောင်းခြင်းနဲ့မဆိုင်ဘူးတင်ကကောင်းခြင်းနဲ့ပဲဆိုင်တယ်ကောင်းမကောင်းတိကျွဲရဲ့အပင်ကဒုနဲ့မဆိုင်ဘူးဒုနဲ့ဆိုင်တာကကောင်းခြင်းတွေပဲကိုယ်နဲ့မဆိုင်တာကိုသွားပြီးမပတ်တတ်တော့နဲ့ဒါကြောင့်ဘုရားသခင်စိုက်ကြော်တာအားလုံးဖန်ဆင်းပြီးတဲ့ခါမှာကောင်းတယ်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 အောင်ဖះဘာပြောလဲကောင်းမကောင်းတိကျွမ်းပင်မင်းသွားပြီးမထိနဲ့ဘာလို့ဆိုမင်းကကောင်းချင်းနဲ့ပဲဆိုင်တယ်ကောင်းမကောင်းကမင်းနဲ့မဆိုင်ဘူးကောင်းတာမကောင်းတာမင်းနဲ့မဆိုင်ဘူးမင်းနဲ့ဆိုင်တာငါအကောင်းဆုံးပြင်ဆင်ထားတဲ့အရာထဲမှာမင်းကိုငါထည့်ထားပြီးသားမင်းမဆိုင်တဲ့ဟာသွားမထိနဲ့အာမင်ဒီနေ့ဆောက်သင်တဲ့ဆိုင်တာပါလေယေရှုအဖြစ်ကောင်းမြတ်ခြင်းကောင်းမွန်သောအရာကိုမြင်တွေ့ရှင်နေဆိုရင်သင်နှုတ်ကနေပြောတဲ့စကားပါလေမင်္ဂလာစကားဂျေဇုတော်စကားချမ်းသာခြင်းကြွယ်ဝခြင်းအောင်မြင်ခြင်းဘေးကနိုင်ခြင်းမဆာခြင်းအဲ့ဒါတွေစတင်ဝန်ခံတော်သူဖြစ်ပါစေအာမင်အာမင်တော့ဒီနေ့သချင်းတွေထွက်လာတယ်အရန်ကောင်းတယ်ဒီရှင်းတွေအလကားထွက်လာတာမဟုတ်ဘာလဲငါဒီကြမ်းမာတော်သူချမ်းသာတော်သူဘေးကတော်သူပါအဲ့ဒီအလကားထွက်လာမဟုတ်ရှာခိုင်ပြီးလုံးဝတူတမီလေးနော်အစာလည်းမဝင်တော့ဘူးဒီမှာလည်းပြည်တွေနဲ့ဒီမှာတောက်လျှောက်ခလေးကအချိန်မီတာမရောက်ရင်တေးပြီခလေးကလမ်းနေလည်းပိတ်နေပြီစေယုံနေလည်းလက်မခံတော့ဒါကလေးကလာတဲ့ကလေးမျိုးကလာတဲ့သူဖြစ်တဲ့အတွက်ကြောင့်လက်မခံတော့ဘူးဒါမဲ့ဘာဖြစ်လဲnoဘုရားခင်သူ့စကားပေးတယ်ပိတ်ဆို့တဲ့လမ်းတွေဖွင့်ပေးနိုင်တယ်ယေရှုနာမအနာရောဂါလုံးစုံပျောက်ကင်းစေတယ်ယေရှုနာမအဲ့တော့တို့ဘာလို့အောင်မလဲတို့ပောက်ခရတွေစဉ်းစားပြီးတော့ဝမ်းနေနေမဲ့စာအမြဲတမ်းဝန်ခံမယ်အမြဲတမ်းကြွေးကြော်မယ်နာမတော်နာအာမင်အမြဲတမ်းဟာလေလုယာဒါရေးကြည့်တယ်ဒါရေးကြည့်တယ်ဒါကြောင့်ဒီနေ့မှာကျွန်တော်ပြောချင်တယ်ဒီနေ့သင်ဘယ်သူလဲမသိမှဆိုလို့ကျွန်တော်ပြောပြစေဘယ်သူမှသင်ကိုလာမပြောခိုင်းပါနဲ့သင်ကိုသင်ပြောလိုက်စမ်းပါငါကကောင်းချီးမင်္ဂလာနဲ့ဖြည့်ဝတော်သူဖြစ်တယ်အာမင်ဘယ်သူအဖြစ်လဲဘယ်သူမှဒီလိုလှုပ်လိုက်ကောင်းကြီးရမယ်ဒီလိုလှုပ်လိုက်မင်္ဂလာရမယ်ဒီလိုလှုပ်လိုက်ဘုရားချီးမြှောက်မယ်ရှောက်မပြောခိုင်းနဲ့ယေရှုအပြင်တင့်ကိုဘုရားသခင်ကကောင်းချီးပေးထားပြီးသားငါဤဖျားခင်ဒီဘုံလုံးနဲ့စံပေတော်မူသောစီစဉ်ရှိတဲ့တင်တို့လိုရှိတဲ့ယေရှုခရစ်အပြင်ပြည့်စုံစေတော်မူလိမ့်မည်ဒီနေ့ဒီညနေပြန်ထွက်သွားတာနဲ့အင်္ဂလိပ်ဆိုရင် hand up high
ခေါင်းကိုမော့ရင်ကိုကော့ပြီးတော့မှငါဟာအောင်မြင်တော်သူဖြစ်တယ်ဆိုတဲ့ယုံကြည်စိတ်အပြည့်နဲ့ဤနေရာကနေပြန်ထွက်သွားပါနေတိုင်းနောက်ကနေဝန်ခံကြွေးကြော်ပါကျွန်ုပ်ဒီကောင်းကင်ရဲ့မြေကြီးကိုဖန်ဆင်းသောထာဝရဘုရားကောင်းကြီးပေးတဲ့သူဖြစ်တယ်ငါရဲ့မိသားစုထဲမှာငါအပြင်ကောင်းကြီးခံစားရမယ်ငါလူမျိုးငါအပြင်ကောင်းကြီးခံစားမယ်ငါနိုင်ငံငါအပြင်ကောင်းကြီးခံစားမယ်ဘာကြောင့်လဲဆိုတော့ငါဟာကောင်းကြီးရှိတော်သူဖြစ်တယ်ငါဘာလို့ကောင်းကြီးရှိတာလဲယေရှုနဲ့ဆိုင်သောကြောင့်ငါကကောင်းကြီးရှိတော်သူဖြစ်သွားပြီငါဘယ်သူမှဆွဲချလို့မရတော့ဘူး I am blessed ဘလို့ရှင်နေမျိုးမှာပဲဖြစ်ဖြစ်စတင်ဝန်ခံခြင်းအပြင်တိမ်ပိုက်တော်သူတွေဖြစ်ပါစေလို့ယေရှုနာမနဲ့ကောင်းကြီးပေးလိုက်ပါလေအားလုံးခရမတ်ထားရအောင်အာမင်ကျွန်တော်တို့ပိတ်ဆို့တဲ့လမ်းတွေအဲ့ဒါချီးမွမ်းမယ်အာမင်အာမင်ဟာလေလုယာပိတ်ဆို့တဲ့မောနည်းကီလေးပြောင်းလို့ဆွဲမယ်အာမင်အောင်မြင်သူတွေကြွယ်ဝသူတွေမဟုတ်ကျွန်တော်ပြောမယ်တကယ်အောင်မြင်တဲ့သူတကယ်ချမ်းသာတဲ့သူတကယ်ကြွယ်ဝတဲ့သူယုံကြည်တဲ့သူတွေဗျာယုံကြည်တဲ့သူတွေယုံကြည်ခြင်းခြေလှမ်းလေးတွေကျွန်တော်မြင်ရှင်တယ်ရှေ့ကိုအကြီးကျယ်ထွက်လာခဲ့လိုက် I am blessed ငါကတကယ်ကောင်းကြီးခံစားတဲ့သူဖြစ်တယ်လို့ယုံကြည်တဲ့သူတွေရှေ့ကိုအမြန်ဆုံးထွက်ခဲ့ပါ Say I am blessed I am blessed ဒီနေ့ရေလက်ပွဲချမ်းမယ်အာမင်